မဲ့သစ္စာလေးပါးကအရိယသစ္စာသစ္စာဆိုတာဘာတော့ဆိုလို့ရှိရင်သစ္စာဆိုတာကဘာတွေဘလောက်ပဲကုံအချိန်ကာလတွေဘလောက်ပဲကြာတခါတရံလေးမှမဖောက်မပြန်တဲ့သဘောအမြဲမှန်နေတဲ့သဘောကိုသစ္စာလို့ခေါ်တယ်တဲ့ဒီနေရာမှာသစ္စာဆိုတာကအမှန်တရားပေါ့သမုဒိသစ္စာလို့ရှိသေးတယ်လူတွေဝိုင်းပြီးတော့သမုဋ္ဌာလို့မှန်းနေတဲ့အမှန်တရားဒါယောက်ျားပဲဒါမိန်းမပဲမိန်းမကိုယောက်ျားလို့ပြောလို့မရတယ်လို့ယောက်ျားကိုလည်းမိန်းမလို့ပြောလို့မရဘူးယောက်ျားကိုယောက်ျားလို့ပြောရင်ဒါသမုဒိနယ်မှာတော့အမှန်ပေါ့ဟုတ်လားမိန်းမကိုမိန်းမလို့ပြောရင်လည်းအမှန်ပေါ့သို့တော့အဲ့ဒီသမုဒိသစ္စာနယ်ကမှန်တဲ့အမှန်တရားတွေဟာအချိန်ကာလတွေကြာလာတဲ့အခါမှာမမှန်တော့ဘူးဆိုတာဖြစ်သွားတယ်တဲ့ပစံပေါ်တဲ့လူကိုတတိလို့ပြောရင်မှန်တာပေါ့ဒါပေမဲ့မွေးသွားပြီဆိုတော့တတိလို့ပြောတော့မှန်သေးလားဒီဘဝတင်ကိုပဲပြောင်းလဲသွားတာဟုတ်လားကဲဒီတတိရဲ့ဂုံကိုတစ်သက်လုံးထိန်းနိုင်အောင်တော့သိပြီးတော့နောက်ဘဝရောက်သွားပြီဆိုတော့သူ့ကိုတတိလို့ပြောလို့ရသေးလားမရတော့ဘူးဒါကြောင့်အပေါ်ယံအမှန်တို့ဖြင့်မှန်းနေတဲ့သမုဒိသစ္စာနေပယ်ကအမှန်တရားတွေကိုဒီနေ့မပြောပါဘူးအရိယသစ္စာဖြူစင်တဲ့မြင့်မြတ်တဲ့သစ္စာတရားအရိယာအဖြစ်ကိုပြုစေနိုင်တဲ့သစ္စာတရားဒီသစ္စာလေးပါးကိုတရားဓမ္မတို့ဦးဇင်းတို့အသေးစိတ်အဓိပ္ပာယ်လေးတွေနားလည်ကြည့်ရအောင်အဲ့တော့သစ္စာဆိုတာအရိယသစ္စာဆိုတာအချိန်မရွေးမှန်တယ်နေရာတိုင်းမှာမှန်တယ်လူတိုင်းအတွက်မှန်တယ်ဘယ်တော့ဖြစ်မှန်နေတယ်အတွန့်ရှိစွာဘယ်မျှကြာလဲတခါတရံမဖောက်ပြန်မဲ့အစဉ်မြဲကိုသစ္စာဆိုလို့တဲ့လေဒီဆိုဘုရားကြီးကချိန်ကာလတွေဘလောက်ပဲကြာဘာတွေဘလို့ပဲပြောင်းလဲသွားလို့နေဒီသစ္စာလေးပါးတရားကတော့ဘယ်တော့မှဖောက်ပြန်သွားတယ်မှားယွင်းသွားတယ်ဆိုတာမရှိဘူးဆိုကြပါစို့ဒုက္ခသစ္စာဆိုတာဘာလဲဣဒံဒုက္ခန္တိယထာဘူတံပဇာနာတိဟောဒီခန္ဓာဟာဒုက္ခပဲတဲ့ကိုယ်ခန္ဓာဒုက္ခန္ဓာပစုခန္ဓာပဲဖြစ်ကိုယ်ဘဝသူ့ဘဝဘယ်ဘဝမျိုးမဆိုခန္ဓာမှန်သမျှဒုက္ခခန္ဓာမှန်သမျှဘဝမှန်သမျှသည်ဆင်းရဲခြင်းတရားပဲအဲ့ဒီခန္ဓာဟာဆင်းရဲတယ်ဆိုတဲ့အမှန်တရားသည်နေရာတိုင်းမှာမှန်တယ်လူတိုင်းအတွက်မှန်တယ်ခန္ဓာရှိတဲ့သူတိုင်းအတွက်မှန်တယ်အခုဖြစ်တဲ့ခန္ဓာမှာဆင်းရဲတာမဟုတ်ဘူးငိုတုံးကဖြစ်ခဲ့တဲ့ခန္ဓာလည်းဆင်းရဲတာပဲနောင်ဖြစ်အောင်မဲ့ခန္ဓာတွေလည်းဆင်းရဲအောင်မှာပဲခန္ဓာဟာဆင်းရဲပါဆိုတဲ့အမှန်တရားဟာဘယ်တော့ခါကာလမှမဖောက်ပြန်ဘူးဒါအမြဲမှန်နေမယ်ပေါ့နောက်ပြီးတော့အယံဒုက္ခသမုဒယောတိဟောဒီလိုချင်တယ်ရချင်တယ်ဖြစ်ချင်တယ်ဆိုတဲ့လောဘသဘောတရားသည်ဆင်းရဲဒုက္ခအလုံးကိုဖြစ်စေတဲ့အရာတဲ့ဒုတိယအမှန်တရားအဲ့ဒါဘယ်တော့မှမဖောက်ပြန်ဘူးအခုလောဘကသာလျှင်ဒုက္ခကိုဖြစ်စေတာမဟုတ်ငကိုယ်တုန်းကလောဘကလည်းဒုက္ခကိုဖြစ်စေတာပဲနောက်မှဖြစ်မဲ့လောဘတွေဟာလည်းဒုက္ခကိုဖြစ်စေမှာပဲကိုယ်လောဘကမှဒုက္ခကိုဖြစ်စေတာမဟုတ်သူ့လောဘလည်းဒုက္ခကိုဖြစ်စေတာပဲဒီဒေသကလူတွေရဲ့လောဘကမှဒုက္ခကိုဖြစ်စေတာမဟုတ်ဟိုဒေသကလူတွေရဲ့လောဘလည်းဒုက္ခကိုဖြစ်စေတာပဲလောဘမှန်ရင်ဘယ်သူလောဘပဲဖြစ်ဘယ်နေရာကလောဘပဲဖြစ်ဘယ်အချိန်ကလောဘပဲဖြစ်ဆင်းရဲဒုက္ခကိုဖြစ်စေတာရှိပဲဒါအမြဲတမ်းမှန်တယ်ပေါ့ဒါကြောင့်သစ္စာအရိယသစ္စာတဏှာလောဘချုပ်ရသည်ဒုက္ခချုပ်ရဆိုတဲ့တတိယនិရောဓသစ္စာတဏှာလောဘချုပ်ရင်တော့ဒုက္ခချုပ်တာပဲတဏှာလောဘမချုပ်ဘဲနဲ့ဒုက္ခဘယ်တော့မှမချုပ်ဘူးအဲ့ဒီအမှန်တရားဟာလည်းအမြဲတမ်းဒါမှန်နေတယ်ပေါ့နောက်ပြီးတော့ဦးဇင်းတို့ဒီမဂ္ဂင်၈ပါးအကျင့်မြတ်တရားတွေဆင်းရဲဒုက္ခကိုကောင်းစွာကုန်ခန်းစေတဲ့အကျင့်ဒါဟာနေရာတိုင်းမှာမှန်တယ်လူတိုင်းအတွက်မှန်တယ်အချိန်တိုင်းအတွက်မှန်တယ်ဟိုတုန်းကမဂ္ဂင်၈ပါးဒီဒုက္ခခတ်သိမ်းကိုငြိမ်းစေခဲ့တယ်လို့အခုမဂ္ဂင်၈ပါးကိုကျင့်မယ်ဆိုရင်လည်းဒုက္ခခတ်သိမ်းကိုငြိမ်းမှာပဲနောက်မှကျင့်မဲ့မဂ္ဂင်၈ပါးကိုလည်းပဲဒုက္ခခတ်သိမ်းကိုငြိမ်းစေတဲ့အစွမ်းတတ္တိရှိတယ်လို့ပြောရမှာပဲမဂ္ဂင်၈ပါးအကျင့်မြတ်တရားကလို့ဘယ်တရားကမှဒုက္ခကိုတကယ်မငြိမ်းစေဘူးအဲ့ဒါလို့သစ္စာ၄ပါးသည်အမြဲထာဝရမှန်းနေတဲ့အတွက်ကြောင့်တကယ်မြင့်မြတ်တဲ့သစ္စာတရားတဲ့ဒီသစ္စာ၄ပါးကိုပဲဦးဇင်းတို့အနုဘောဓဉာဏ်မှတစ်ဆင့်ပฏิဝေဒဉာဏ်ထိုးထွင်းသိတဲ့အဆင့်ထိရောက်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ရုပ်ညက်တဲ့ပုထုဇဉ်ဘဝကနေမြင့်မြတ်စင်ကြယ်တဲ့အရိယာသူတော်စင်အဖြစ်ကိုကူးပြောင်းသွားစေတာပဲဒီ
ဒီသစ္စာ၄ပါးကိုသိတာနဲ့သူဟာသူတော်စင်ဖြစ်တာပဲသစ္စာ၄ပါးကိုပฏิဝေဒအဆင့်ဖြင့်ထိုးထွင်းမသိသေးသမျှကာလပတ်လုံးသူတော်စင်အဖြစ်ကိုမရောက်နိုင်ဘူးယုံညံ့တဲ့မြင်တော်တဲ့စိတ်တွေအပြည့်ရှိနေတဲ့ပုထုဇဉ်ဘဝမှာပဲနေနေရမယ်ပေါ့ဒါကြောင့်သစ္စာ၄ပါးကိုသိရင်သိတဲ့လူဟာမြင့်မြတ်သွားတယ်တတ္တဝါတွေကိုသိရင်မြင့်မြတ်သွားအောင်သစ္စာ၄ပါးဟာလှုပ်တယ်လို့ဖြစ်နေတယ်ဒါကြောင့်သစ္စာ၄ပါးကိုသိအောင်ဒကာဓမ္မတို့ဦးဇင်းတို့ကြိုးစားကြဖို့မလိုဘူးလားလိုတယ်အခြေခံအဖြစ်တော့ကိုယ်ခန္ဓာဒုက္ခန္ဓာဘုဇုခန္ဓာပဲဖြစ်ဖြစ်ကိုယ်ဘဝသူ့ဘဝဘယ်ဘဝမျိုးမဆိုဆင်းရဲဒုက္ခပဲလို့ဒုက္ခသစ္စာကိုအဲ့ဒါလောက်တော့နားလည်ထားရမယ်ကိုယ်လောဘသူ့လောဘဘသူလောဘပဲဖြစ်ဖြစ်လောဘမှန်သမျှဆင်းရဲကိုဖြစ်စေတာကြီးပဲလို့နားလည်ထားရမယ်လောဘတကယ်ချုပ်မှဒုက္ခတကယ်ချုပ်ရနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မယ်လို့တတိယနိရောဓသစ္စာကိုအဲ့ဒါလောက်လေးတော့သိထားရမယ်မဂ္ဂင်၈ပါးကိုကျင့်သုံးမှသာလျှင်ဒုက္ခခတ်သိမ်းတကယ်ငြိမ်းစေနိုင်တယ်လို့မဂ္ဂသစ္စာရဲ့အစွမ်းကိုလည်းပဲအဲ့ဒါလောက်တော့သိထားရမယ်ဒါသစ္စာ၄ပါးပေါ့နော်အဲ့ဒီသစ္စာ၄ပါးကိုဦးဇင်းတို့အမျိုးမျိုးသောနည်းတွေဖြင့်နားလည်အောင်ကြိုးစားရမယ်ဦးဇင်းတို့ဓမ္မစကြာမြတ်စွာဘုရားရဲ့တရားဦးဗုဒ္ဓဘာသာဝင်သူတော်စင်တိုင်းအလွန်အထွတ်အမြတ်ထားတဲ့ဒေသနာနော်အဲ့ဒီဓမ္မစကြာမှာမြတ်စွာဘုရားကသစ္စာနဲ့ပတ်သက်ပြီးတော့သစ္စာတစ်ပါးတစ်ပါးလေအချင်းရာ၃မျိုးစီဖြင့်မြတ်စွာဘုရားသိခဲ့တယ်မြင်ခဲ့တယ်အဲ့ဒါလို့သိတဲ့အတွက်ကြောင့်ငါဘုရားဒီတပ္ပညုတဉာဏ်ကိုရတယ်ဘုရားဖြစ်တယ်လို့ဝန်ခံတယ်တဲ့ဒါတွေကိုရှင်းတော့ငါမသိခဲ့ဘူးအခုသိတယ်သိလို့မို့သူဟာဘုရားပါလို့ဝန်ခံတယ်အဲ့ဒါလို့သိပုံတွေကိုမြတ်စွာဘုရားကအသေးစိတ်ပြောပြတယ်အဲ့ဒါပေသက်ပေါင်းသူတော်ကောင်းတို့တချို့စာပေဘုဒ္ဓတများတဲ့ပုဂ္ဂိုလ်တွေတရားဓမ္မနဲ့ပတ်သက်ပြီးတော့မျက်မျက်နှုံနှုံတန်ဖိုးထားပြီးတော့လေ့လာစည်းဝေးတဲ့ပုဂ္ဂိုလ်တွေကတော့သိပြီးသားဖြစ်လိမ့်မယ်သို့တော့အများတို့ကအသေးစိတ်တိတိကျကျသိဖို့ဆိုတာမလွယ်တဲ့အဓိပ္ပာယ်တွေပါဟုတ်လားအဲ့ဒါကြောင့်နားဆိုင်ပြီးတော့ဒီဦးဇင်းတို့တစ္ဆဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်ဆိုပြီးတော့တစ္ဆာတစ်ပါးတစ်ပါးလျင်ဉာဏ်၃မျိုးမြတ်စွာဘုရားရဲ့တန်တမာဖြစ်ပုံကိုမြတ်စွာဘုရားဟောခဲ့တာကိုဒကာဓမ္မတို့ဦးဇင်းတို့မှတ်သားရမယ်နော်အဲ့တော့တစ္ဆာက၄ပါးရှိတယ်တစ်ပါးတစ်ပါးလျင်သိပုံအချင်းရာကဘယ်နှမျိုးတော့၃မျိုး၄ပါးကို၃မျိုးဆိုတော့12မျိုးပေါ့ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ဒုက္ခသစ္စာကိုမြတ်စွာဘုရားက၃မျိုးသိခဲ့တယ်တဲ့ဒါဦးဇင်းကအကျဉ်းမြင်နားလည်အောင်ရှက်ပြေးကလေးပြောတာပါဟုတ်လားဘယ်လိုသိလဲဆိုတော့နံပါတ်1သစ္စာဉာဏ်ဖြင့်သိတယ်တဲ့သစ္စာဉာဏ်ဖြင့်ဒုက္ခသစ္စာကိုဘယ်လိုသိလဲဆိုတော့ဟောဒီခန္ဓာဟာဆင်းရဲခြင်းတရားပဲလို့သိတယ်တဲ့နော်ဒီဦးဇင်းတို့တိတိကျကျပြောရရင်တော့ဒီလောဘခြင်းနဲ့စေတသိက်52ပါးစိတ်နော်အဲ့ဒီပြီးတော့ရုပ်တရားတွေပေါ့အဲ့ဒီတရားတွေဟာဆင်းရဲဒုက္ခမျှတာပဲဒီပြင်ဘာမှမရောဘူးဆင်းရဲတွေနဲ့တိဆောက်ထားတာနော်အဲ့တော့ဒီခန္ဓာဟာဆင်းရဲပဲလို့သိတာလေဒုက္ခသစ္စာကိုသစ္စာဉာဏ်ဖြင့်သိတာသစ္စာဆိုတာအမှန်ပေါ့အမှန်သိလိုက်တာပေါ့ဒါသစ္စာဉာဏ်နောက်ပြီးတော့ဒီဒုက္ခသစ္စာကိုကတ္တဉာဏ်နဲ့သိပုံကြတော့ဘယ်လိုသိလဲဒုက္ခသစ္စာကိုကိစ္စဉာဏ်ဖြင့်သိတာကြတော့ဘယ်လိုသိတုံးဆိုတော့ကိစ္စဆိုတာကပြုသင့်ပြုထိုက်တဲ့ကိစ္စဒုက္ခသစ္စာကိုကိစ္စဉာဏ်နဲ့သိတယ်ဆိုတာကဒီဒုက္ခသစ္စာဒီခန္ဓာဟာပိုင်းခြားပြီးတော့သိသင့်သိထိုက်တဲ့တရားလို့သိရမယ်တဲ့ဒါဟာပိုင်းခြားပြီးတော့သိရမယ်တရားဒီဒုက္ခတွေဟာဘယ်ဟာတွေလို့အပိုအလိုမရှိတိတိကျကျပိုင်းခြားပြီးတော့သိရမယ်တရားဒါလေးကနည်းနည်းလေးနားထဲမှာရှုပ်သွားမယ်နော်ခန္ဓာဟာဆင်းရဲပဲလို့သိရင်ဒုက္ခသစ္စာပေါ်မှာသစ္စာဉာဏ်ဒီဆင်းရဲတွေဟာပိုင်းခြားပြီးတော့သိရမယ့်အရာလို့သိခြင်းဒီကိစ္စဉာဏ်နောက်ဦးဇင်းတို့မဲ့ဉာဏ်ကိုရပြီးတော့ဒီဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သိသွားတဲ့အခါမျိုးမှာနောက်တစ်ချိန်ပြန်စဉ်းစားလိုက်တယ်ငါဒီဒုက္ခသစ္စာတွေကိုပိုင်းခြားပြီးတော့သိပြီးပြီလို့သိတဲ့ဉာဏ်ကကတ္တဉာဏ်တဲ့ဒုက္ခသစ္စာရဲ့ကတ္တဉာဏ်ပိတ္တတို့မပြင်းနဲ့နော်ဟင်သစ္စာ၄ပါးဆိုတာကအလွန်အထွတ်အထိပ်ကြတဲ့အနှစ်အသားပါတဲ့တရားဟုတ်လားအဲ့တော့ဒုက္ခသစ္စာရဲ့အပေါ်မှာခန္ဓာဒီဆင်းရဲပဲလို့သိရင်သစ္စာဉာဏ်ဒီဆင်းရဲတရားတွေဟာပိုင်းခြားပြီးတော့သိရမယ့်တရားတွေလို့သိရင်ကိစ္စဉာဏ်ဟုတ်လား
ဒါတွေကိုပိုင်းခြားသိပြီးပြီလို့သိရင်ကတဉာဏ်ပိုင်းခြားသိပြီးပြီလို့သိတယ်ဆိုတာကပိုင်းခြားသိပြီးမှသာလဲသိပြီးပြီလို့သိတဲ့ဉာဏ်ကဖြစ်မှာပေါ့ဟုတ်လားအဲ့ဒါကတဉာဏ်ဒါကဒုက္ခသစ္စာမှာ၃ချက်ပေါ့နောက်သမုဒယသစ္စာကြတော့ဟောဒီလောဘသည်လူချင်းဆန္ဒလောဘတဏှာသည်ဒုက္ခအလုံးကိုဖြစ်စေတဲ့အရာလို့သိရင်သမုဒယသစ္စာရဲ့အပေါ်မှာသစ္စာဉာဏ်ဖြင့်သိတယ်လို့ဆိုရတယ်တဲ့လောဘသည်ဒုက္ခကိုဖြစ်စေတဲ့တရားလို့သိရင်ဒါသစ္စာဉာဏ်သမုဒယသစ္စာရဲ့သစ္စာဉာဏ်ဒီသမုဒယသစ္စာတဏှာလောဘသည်ပယ်ရှားပြရမယ့်တရားသုတ်သင်ပြရမယ့်တရားဖယ်ရှားပြရမယ့်တရားလို့သိခြင်းသည်ကိစ္စဉာဏ်သူ့ရဲ့ကိစ္စလုပ်ရမယ့်ကိစ္စကိုသိတာနော်တဏှာလောဘဆိုတာကတဖြည်းဖြည်းနဲ့နည်းအောင်နောက်ဆုံးပပျောက်အောင်လုပ်ပြရမယ့်တရားပေါ့ဖယ်ရှားပြရမယ့်တရားပေါ့အဲ့လိုသိတာဟာကိစ္စဉာဏ်ဒီသမုဒယသစ္စာဆိုတဲ့တဏှာလောဘကိုဖယ်ရှားပြီးပြီလို့သိရင်တော့ကတ္တဉာဏ်နဲ့ဟောနည်းနည်းလွယ်သွားပြီနော်ဒုက္ခသစ္စာမှာ၃ချက်သမုဒယသစ္စာမှာ၃ချက်နောက်ဦးဇင်းတို့နိရောဓသစ္စာကြတော့ဟောဒီတဏှာလောဘချုပ်ရသည်ဒုက္ခချုပ်ရနိဗ္ဗာန်ပဲလို့သိရင်အဲ့ဒါနိရောဓသစ္စာမှာသစ္စာဉာဏ်ဖြင့်သိတယ်လို့ဆိုရမယ်တဲ့နိဗ္ဗာန်ဆိုတာတဏှာလောဘချုပ်ခြင်းပဲလို့သိတာပေါ့တနည်းအားဖြင့်တဏှာလောဘချုပ်ခြင်းဒီမင်းနဲ့နိဗ္ဗာန်ပဲလို့သိတာအဲ့ဒါဘာလဲသစ္စာဉာဏ်ဟောဒီနိဗ္ဗာန်ဆိုတဲ့တဏှာလောဘချုပ်ခြင်းဆိုတဲ့နိဗ္ဗာန်ဆိုတဲ့ဒီသဘောတရားသည်မျက်မှောက်ပြုသင့်ပြုလိုက်တဲ့တရားမျက်မှောက်ပြုရအောင်လုပ်ရမယ့်တရားမျက်မှောက်ပြုသင့်ပြုလိုက်တဲ့တရားလို့သိခြင်းသည်ကိစ္စဉာဏ်ဟုတ်လားနိရောဓသစ္စာနိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးပြီလို့သိခြင်းသည်ကတဉာဏ်နိရောဓသစ္စာမှာ၃ချက်ဟုတ်ရလားနောက်ပြီးတော့ဦးဇင်းတို့မဂ္ဂသစ္စာမဂ္ဂသစ္စာကိုသစ္စာဉာဏ်ဖြင့်ဘယ်လိုသိရမှာလဲဆိုတော့ဟောဒီမဂ္ဂင်၈ပါးအကျင့်မြတ်တရားဒီသာလျှင်ဒုက္ခခတ်သိမ်းကိုတကယ်ချုပ်ငြိမ်းစေနိုင်တဲ့တခုတည်းသောအကျင့်လို့သိခြင်းသည်သစ္စာဉာဏ်ဒါကသူကန့်ထားတာတွေအများကြီးရှိတယ်နော်ဒီမဂ္ဂင်၈ပါးအကျင့်မြတ်တရားကလွယ်လို့ကျန်တဲ့အကျင့်တွေကျန်တဲ့အလုပ်တွေဖြင့်ဒုက္ခကိုတကယ်မငြိမ်းစေနိုင်ဘူးဆိုတဲ့အချက်ကိုကန့်ထားတယ်မဂ္ဂင်၈ပါးအကျင့်မြတ်တရားဖြစ်လာရင်နိဗ္ဗာန်ချမ်းသာဒုက္ခခတ်သိမ်းငြိမ်းခြင်းဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မယ်လို့သိခြင်းသည်သစ္စာဉာဏ်ဒီမဂ္ဂင်၈ပါးဆိုတဲ့အကျင့်မြတ်တရားသည်ပွားများတဲ့ပွားများတတ်တဲ့မိမိတန်တာမှာဖြစ်ပွားအောင်လုပ်ရမယ့်တရားလို့သိခြင်းသည်ကိစ္စဉာဏ်ငါဒီမဂ္ဂင်၈ပါးကိုပန်းနိုင်ရအောင်ခရီးပန်းနိုင်ရအောင်ပေါက်မြောက်အောင်မြင်အောင်ပွားများပြီးပြီလို့သိခြင်းသည်ကတ္တဉာဏ်ဟုတ်လားအဲ့တော့ဘိဓဘောင်းသူတော်ကောင်းတို့သစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်သစ္စာဉာဏ်ဆိုတာကတော့သစ္စာ၄ပါးရဲ့အမှန်အချက်ကိုသိတာကိစ္စဉာဏ်ဆိုတာကတော့သစ္စာ၄ပါးရဲ့သိပယ်ဆိုင်ပွားဒုက္ခသစ္စာသည်သိရမယ့်တရားသမုဒယသစ္စာသည်ပယ်ရမယ့်တရားနိရောဓသစ္စာသည်ဆက်ရောက်ရမယ့်တရားမျက်မှောက်ပြုရမယ့်တရားပေါ့မဂ္ဂသစ္စာသည်ပွားများရမယ့်တရားလို့ကိစ္စကိုသိတာအဲ့ဒါကိစ္စဉာဏ်ကတ္တဉာဏ်ကတော့သိတရားရှိတာကိုသိပြီးပြီပယ်တရားရှိတာကိုပယ်ပြီးပြီမျက်မှောက်ပြုတရားရှိတာကိုမျက်မှောက်ပြုပြီးပြီပွားတရားရှိတာကိုပွားပြီးပြီအဲ့ဒါလို့သိတာကိုကတ္တဉာဏ်တဲ့ဉာဏ်ဘယ်နှပါးတော့12ပါးပေါ့နော်သစ္စာ4ပါးကိုဉာဏ်3ပါးစီဆိုတော့12ပါးအဲ့ဒါဘိဓဘောင်းသူတော်ကောင်းတို့ဓမ္မစကြာမှာလာတဲ့သစ္စာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့အချက်တွေပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ဘိဓဘောင်းသူတော်ကောင်းတို့ပထမအဆင့်သစ္စာ၄ပါးကိုသစ္စာဉာဏ်ဖြင့်သိအောင်သူတော်ကောင်းတို့ရဲ့စကားဘုရားယန္တာရိယသူတော်ကောင်းကြီးတို့ရဲ့သစ္စာနဲ့ဆက်တဲ့စကားတွေကိုအများကြီးနားထောင်ထားရမယ်အ ਨੇ ဆုံးတော့ခန္ဓာသည်ဆင်းရဲပဲလို့သိရမယ်လောဘသည်ဒုက္ခကိုဖြစ်စေတဲ့အရာလို့သိရမယ်လောဘချုပ်မှဒုက္ခချုပ်မှလို့သိရမယ်ဒီမဂ္ဂင်၈ပါးခန္ဓာရဲ့မမြဲတဲ့သဘောကိုမမြဲဘူးလို့သိတဲ့သမာဓိဋ္ဌိခေါင်းဆောင်တဲ့မဂ္ဂင်၈ပါးကိုပွားများခြင်းတည်တာလျင်ဒုက္ခတွေကိုတကယ်ချုပ်သွားစေနိုင်တဲ့အလုံးအကျဉ်းလို့သိရမယ်သစ္စာဉာဏ်ဖြင့်အဲ့ဒီအတိကိုအခြေခံခိုင်ခိုင်မာမာသိရမယ်ပြီးရင်ကိုလုံးเสียရှိတဲ့ဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သိအောင်ကြိုးစားရမယ်တဏှာလောဘသမုဒယသစ္စာကိုပယ်ရှားနိုင်အောင်ကြိုးစားရမယ်နိရောဓသစ္စာကိုမျက်မှောက်ပြုနိုင်အောင်ကြိုးစားရမယ်မဂ္ဂင်၈ပါးကိုပွားများနိုင်အောင်ကြိုးစားရမယ်ဒါဆိုလို့ရှိရင်တစ်ချိန်မှာကတ္တဉာဏ်ဆိုတာပြည့်စုံမလာနိုင်ပြီဘူးလားပြည့်စုံလာနိုင်တယ်ဟုတ်ရဲ့လားအဲ့တော့လို့ရမှာကဒုက္ခသစ္စာကိုသိဖို့သ
သမုဒယသစ္စာကိုပယ်ဖို့နိရောဓသစ္စာကိုမျက်မှောက်ပြုဖို့မဂ္ဂင်၈ပါးကိုပွားများဖို့အဲ့လိုဘာလို့ကြမလို့ကြိုးစားကြရမှာဟုတ်ရလားအဲ့ဒါဥစဉ်တို့ဓမ္မစကြာပါဠိတော်မှာလာရှိတဲ့သစ္စာနဲ့ပတ်သက်တဲ့စကားတွေပေါ့ဟုတ်ရလားဥစဉ်တို့ဆက်ပြီးတော့ဘာပြောမလို့ဆိုတော့ပဋိသင်္ပိဒမဲ့ပါဠိတော်မှာလာရှိတဲ့သစ္စာအနည်း16ချက်တဲ့အဲ့ဒါကိုဥစဉ်တို့လေဒီဆိုတော်ဘုရားကြီးရေးသားတော်မူခဲ့တဲ့သစ္ဆထဓိပနိဆိုတဲ့စာအုပ်သေးသေးလေးရှိတယ်နောက်ပြီးတော့စတုသစ္စာဓိပနိဆိုပြီးတော့ရှိသေးတယ်သစ္စာနဲ့ပတ်သက်ပြီးတော့ဆိုတော်ဘုရားကြီးရေးထားတာနှစ်အုပ်ရှိတယ်ဒါဥစဉ်တို့တွေ့ရသလောက်ပေါ့လေအဲ့ဒီဒေသနာတော်တွေအဲ့ဒီသစ္စာနဲ့ပတ်သက်ပြီးတော့ဒေသနာတော်ကိုအကျယ်ချက်ပြီးတော့ဆိုတော်ဘုရားကြီးရေးထားတာကိုဥစဉ်တို့အမိပြုပြီးတော့ဆိုတော်ဘုရားကြီးတို့ရဲ့ဉာဏ်ကျေးဇူးကိုအမိပြုပြီးတော့ဘေဒပေါင်းတော်ကောင်းတို့နည်းနည်းလေးလေ့လာကြည့်ရအောင်ဟုတ်လားဒုက္ခသစ္စာနဲ့ပတ်သက်ပြီးတော့ကြည်ကြည်ပြတ်ပြတ်သိအောင်အ내အဓိပ္ပာယ်၄မျိုးပေါ့ဒုက္ခသစ္စာခန္ဓာဟာဆင်းရဲပါတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ကြည်ကြည်ပြတ်ပြတ်အသေးစိတ်သိရအောင်အဓိပ္ပာယ်ဖွင့်ဆိုထားတာဘယ်နှမျိုးတော့၄မျိုးခန္ဓာဟာဆင်းရဲတယ်ဆိုတာကို၄မျိုးလောက်ထပ်ပြောထားတယ်ဘယ်ပုံဘယ်နည်းဆင်းရဲတယ်ဆိုတာကိုလောဘတိဒုက္ခကိုဖြစ်စေတယ်ဆိုတဲ့သမုဒယသစ္စာနဲ့ပတ်သက်ပြီးတော့လည်း၄မျိုးပြောထားတယ်လောဘဆိုတဲ့တရားဟာဒုက္ခကိုဘယ်လိုပေးသလဲဆိုတဲ့အချက်လောဘချုပ်တဲ့နိဗ္ဗာန်ကိုလည်းပဲဘယ်လိုချမ်းသာသလဲဆိုတာကိုအဓိပ္ပာယ်၄မျိုးလောက်ချက်ထွင်ပြီးတော့အ내အဓိပ္ပာယ်၄မျိုးနဲ့ပြောထားတယ်နောက်မဂ္ဂင်၈ပါးကိုလည်းပဲဘယ်လောက်အကျိုးကျေးဇူးကြီးတယ်ဘယ်လောက်အထွတ်အထိပ်အထက်တန်းကြတယ်ဆိုတာကို၄မျိုးလောက်ပြောထားတယ်သစ္စာတစ်ပါးတစ်ပါးလျင်အ내ဒိဋ္ဌိဘယ်နှမျိုးတော့၄မျိုးအဲ့ဒါကိုဆိုတော့ဘုရားကြီးကဘုရားတို့လူသားမဏေရဲ့နားတွေကိုလွယ်လွယ်လေးဝင်အောင်မှတ်လဲမှတ်မိအောင်ဆောင်းပုတ်ကလေးတွေနဲ့ပြောတယ်တိတ်ခန့်ခန့်ညာညာစကလုံးကြီးတွေတိတ်မတော်ဘူးဆိုတော့ကြီးကသိလားသူစာအုပ်ကိုတောတူတောင်သားတွေဖတ်မှာတဲ့ဒါကြောင့်စာသံပေသံတွေပါနေရင်တိတ်မကောင်းဘူးဆိုပြီးတော့စာရင်းရင်တောင်စာအုပ်ဘီယုံနာမှာမရေးဘူးတဲ့ဟုတ်လားနော်လူတွေကိုနားလည်သိခြင်းတဲ့စေတနာပေါ့နော်တကယ်တမ်းကနားလေတာကိုအတိနားလေတာကိုဉာဏ်လို့ခေါ်တာလူတစ်ယောက်ကိုရှင်းသွားအောင်လင်းသွားအောင်သိသွားအောင်ပြောနိုင်ဖို့ရေးနိုင်ဖို့ကအဓိကပဲခံညာဖို့ဟုတ်လားဒါမျိုးတွေကသိပြီးတော့အဓိကမကြဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့တော့ဦးဇင်းတို့ဒုတိယသစ္စာဒုက္ခသစ္စာပထမသစ္စာကိုဗာပြောတုံးဆိုတော့နှိမ့်ဆက်ပြုတ်ပြင်ပူပင်ဖောက်လဲဒုက္ခမြဲတဲ့သိလားနှိမ့်ဆက်ပြုတ်ပြင်ပူပင်ဖောက်လဲဒုက္ခမြဲတဲ့ဒုက္ခတပိလနထောဒုက္ခတပိလနထောသင်္ကတထောတန္တပထောဝိပရိနာမထောဆိုတဲ့ပါဠိလေးကိုကြည့်ပြီးတော့ရေးထားတာဒုက္ခတဒုက္ခသစ္စာဤပိလနထောနှိမ့်ဆက်တတ်သောသဘောသင်္ကတထောအမြဲတမ်းပြုပြင်တည်ဆောက်နေရတဲ့သဘောတန္တပထောအမြဲတမ်းပူလောင်နေတဲ့သဘောဝိပရိနာမထောအမြဲတမ်းဝယုံတုံးကပျက်စီးနေတဲ့သဘောတဲ့အဲ့ဒါကိုဆိုတော့ဘုရားကြီးကနှိမ့်ဆက်ပြုတ်ပြင်ပူပင်ဖောက်လေဒုက္ခမြည်တဲ့သစ္စာထိုက်မထိုက်ဆိုတာကိုဒီ၄ချက်နဲ့နှိုင်းချိန်ကြည့်ပါတဲ့ဆိုကြပါစို့တဲ့တရားတစ်မျိုးဟာနှိမ့်ဆက်တတ်တဲ့သဘောလည်းရှိမယ်အမြဲတမ်းလုံနေရတဲ့ပြုတ်ပြင်နေရတဲ့သဘောလည်းရှိမယ်အမြဲတမ်းပူပင်နေရတဲ့သဘောလည်းရှိမယ်အမြဲတမ်းဖောက်ပြန်နေတဲ့သဘောလည်းရှိမယ်ဆိုရင်ဒါဒုက္ခလို့ပြောမှသာလေအမှန်ဖြစ်လိမ့်မယ်တဲ့ဒုက္ခလို့ပြောရင်တော့မမှန်နိုင်ဘူးတဲ့ဒီသဘောတရား၄မျိုးပါနေရင်တော့ဒီသဘောတရား၄မျိုးရှိနေရင်တော့ဒါဒုက္ခပဲဟုတ်လားအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာတနည်းအားဖြင့်ဒီသင်္ခတတရားသင်္ခါရတရားယုတ်တနန္တသဘာဝတရားတွေလို့ပြောကြပါစို့နော်ဒီတရားတွေမှာဒီသဘော၄မျိုးကရှိကိုရှိနေတယ်ဟုတ်လားဒကာဓမ္မတို့ဒီခန္ဓာသည်အမြဲတမ်းအနှိမ့်ဆက်ခံနေရတယ်တဲ့နော်ရုပ်ရဲ့နှိမ့်ဆက်တာကိုခံရတယ်နာမ်ရဲ့နှိမ့်ဆက်တာကိုခံရတယ်ဒါကိုဦးဇင်းတို့အသေးစိတ်အကျေပြောမယ်ဆိုရင်တရားကအများကြီးရှည်သွားမှာနော်စတော်ကြီးကတော့သူကမိုးကုတ်စတော်ကြီးတို့လည်းအလွန်ဟောပါတယ်ဒကမတယောက်ကအမွှာဘူးသားလေး2ယောက်မွေးတယ်တယောက်ကဝမ်းတွင်ယူကလေးလို့ဆိုတယ်တယောက်ကတငယ်နာဝမ်းပြက်ပါလာတယ်တဲ့အင်မတန်ချူကြတယ်ပေါ့ဟုတ်လားတယောက်ကတန်တမာမှာတော့ရှိတယ်ဒါပေမဲ့ဘာလို့တော့ဝမ်းတွင်ယူလေးဖြစ်နေတဲ့စိတ်ကမနှံဘူးနော်တယောက်ကတော့ဘာတော့အမြဲတမ်းယောဂနှိမ့်ဆက်နေတဲ့တငယ်နာဝမ်းပြက်ပါလာတယ်တဲ့ဒီအမေကတော့သေထိချမ်းသာမှာမဟုတ်ဘူးတဲ့ဟုတ်လားဘာလို့ဆိုတယောက်ကအယူကလေး
ပြောချင်ပြောမယ်တောင်းချင်တောင်းမယ်သူလိုချင်တာကိုလိုချင်တယ်လို့ပြောမယ်အမိမပဲဖြစ်နေတယ်ညာဖြစ်နေတယ်သူဘာမှမသိဘူးတယောက်ကအဲ့လိုတော့မရှိဘူးဒါပေမဲ့သူ့မှာအမြဲတမ်းခြူချနေသူ့ကိုအမြဲတမ်းပဲပြုစုနေရတယ်ဝမ်းတွင်ယူဆိုတာကနန္တရားကိုပြောတာစိတ်ကိုပြောတာသူကအမြဲတမ်းတောင်းဆိုနေတာပဲလေပူဇော်နေတာပဲလေကိလေသာကခေါင်းဆောင်နေတာဆိုတော့ဟုတ်လားအဲ့ဒီလိုဝမ်းတွင်ယူနဲ့တူတဲ့နန္တရားနဲ့တရားဓမ္မတို့ဥရှင်တို့အတူတူနေရတာပေါ့နော်ရုပ်တရားကတော့ဘာနဲ့တူလဲဆိုတော့တငယ်နာဝမ်းပြည့်နဲ့တူတယ်တဲ့ဘယ်တော့မှကောင်းတယ်လို့ကိုမရှိဘူးဟုတ်လားကိုယ့်ကိုယ်တော့ကောင်းတယ်လို့ထင်ကောင်းထင်မယ်ပေါ့ဒါပေမဲ့အသေးစိတ်သိဖို့လိုတယ်ဉာဏ်ဆိုတာအသေးစိတ်သိတာကိုဉာဏ်လို့ခေါ်တာပညာလို့ခေါ်တာအသေးစိတ်သိရမယ်ကိုယ့်ဘဝကိုယ့်အကြောင်းကိုဘယ်ယူမစရင်မသိဘူးနော်နီးရနဲ့မသိဘူးနော်တတိမူရင်မြူတောင်မြင်နိုင်တယ်သို့တော့တတိမမူဘူးဆိုရင်တော့ဂူတောင်မမြင်နိုင်ဘူးတဲ့အဲ့တော့ကိုယ့်ဘဝကိုယ့်ခန္ဓာအင်မတန်ဆင်းရဲပါတယ်ဆိုတာသေချာပေါက်ဖြစ်နေပါလေနဲ့ဒီဆင်းရဲကိုမသိကြမမြင်ကြတာပဲများတယ်ဟုတ်လားအဲ့တော့ဒီမှာဦးဇင်းတို့နှိပ်စက်တယ်ဆိုတာအဲ့ဒီယုတ်နဲ့နာကဘာလို့နေတော့အမြဲတမ်းနှိပ်စက်နေတာပဲနော်ယုတ်တရားကအမြဲတမ်းသူ့ကိုဖောက်ပြန်မှုရှိနေတဲ့အတွက်ကြောင့်အမြဲတမ်းပြင်ဆင်နေရတဲ့သဘောပြုပြင်နေရတဲ့သဘောမရှိဘူးလားရှိတယ်အဲ့တော့ဒီနေရာမှာတတိစတော်ကြီးကနှိပ်စက်တယ်ဆိုတာကဒုက္ခသစ္စာရဲ့အဓိကကျတဲ့လက္ခဏာပေါ့နှိပ်စက်တဲ့နေရာမှာကျတော့အချင်းအရာ၃မျိုးနဲ့နှိပ်စက်မယ်တဲ့အဲ့ဒီအချင်းအရာ၃မျိုးကနောက်ပြောမဲ့လက္ခဏာ၃ပါးပဲသိလားအချင်းအရာ၃မျိုးနဲ့ဘယ်လိုနှိပ်စက်တုံးဆိုတော့သင်္ခတအမြဲတမ်းပြုပြင်ပေးနေရတယ်ပြုပြင်ရသောအဖြစ်လည်းပဲတရားဓမ္မတို့ဥရှင်တို့ကိုနှိပ်စက်နေတယ်မပြုပြင်ရတဲ့အချိန်မပြုပြင်ရတဲ့နေ့ရက်ရလို့တစ်ချိန်မှတနာရီမှတရက်မှမရှိဘူးနော်အစားအစာနဲ့ပြုပြင်ရတဲ့အဝတ်နဲ့ပြုပြင်ရတဲ့အမျိုးမျိုးပါပဲလေကံစေဥဒုအာဟာရအကြောင်းတရား၄မျိုးနဲ့အမြဲတမ်းပြုပြင်နေရတာမရှိဘူးလားဟိုလူငယ်တွေနားလည်အောင်ပြောရရင်တော့အမြဲတမ်းကြိုးစားပြီးတော့တိဆောက်နေရတယ်ရုန်းကန်နေရတယ်လုံနေရတယ်ဟာမလုံလို့ရှင်လည်းရက်တည်လို့မရဘူးအဲ့ဒီလိုလုံနေတယ်ဆိုတော့လုံနေရတယ်ဆိုတဲ့ကိစ္စကြီးကိုကစဒါဉာဏ်ရှိလို့ကြောက်တတ်မယ်ဆိုရင်ဒါဆင်းရဲဒုက္ခကြီးပဲဟုတ်တယ်မဟုတ်လားလုံနေရတယ်ကြိုးစားနေရတယ်သင်္ခတကိုဦးဇင်းတို့နည်းနည်းလေးအကျဉ်းပြင်းလေးပြောကြည့်တာနော်အမြဲတမ်းပြုစုပြိုးထောင်ပြီးတော့တရားဓမ္မတို့ဦးဇင်းတို့ပြင်းစင်းနေရခြင်းတည်တယ်ခန္ဓာရဲ့နှိမ့်ဆက်ခြင်းတစ်မျိုးပဲအဲ့လိုပြုပြင်နေတဲ့ကြားတွေကကိုပဲတည်တတ်လာပြီဆိုတော့ကောင်းကောင်းလေးတည်သလားဆိုတော့မဟုတ်ဘူးအမြဲတမ်းပူလောင်နေရတယ်တဲ့မျက်စိမှာလည်းပဲအပူနဲ့နားမှာလည်းပဲအမူနဲ့ဒီဒေါသ6ပါးနဲ့ရှင်းပြတယ်ဆိုလိုကြီးကတော့မြင်တာနဲ့ပတ်သက်ပြီးတော့မကြည်မနှက်ဖြစ်တယ်ဒေါသမီးလောင်တယ်ပေါ့ကြည်ကြည်နက်နက်ဆိုရင်လည်းလောဘမီးလောင်တယ်ပေါ့ပူမှန်းမသိပူတယ်မီးပေါ့သူကြတော့ဒေါသကတော့ပူမှန်းသိတဲ့မီးပေါ့ဟုတ်လားအဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ဘဝမှာပူလောင်ခြင်းဆိုတာတွေဟာရှိနေတယ်စိုးရိမ်ခြင်းဆိုတာရှိတယ်ဟုတ်လားစိတ်တိုင်းမကြခြင်းဆိုတာရှိတယ်အဲ့ဒါတွေနဲ့ပူပူလောင်လောင်နေရလို့အဲ့ဒါကိုတန်တာပဋ္ဌပူလောင်ခြင်းဆိုတာရှိတယ်ဒါလူဘဝရဲ့ပူလောင်ခြင်းဆိုတာတဲ့ဟိုအပေဘဝဆိုတာရဲ့ပူလောင်ခြင်းကြတော့အများကြီးကြီးမသွားဘူးလားကြီးသွားမယ်နှိမ့်ဆက်ပုံလေးကိုစတော်ကြီးကပြုပြင်ရတဲ့ကိစ္စနဲ့လည်းနှိမ့်ဆက်တယ်ပူပန်ရတဲ့ကိစ္စနဲ့လည်းနှိမ့်ဆက်တယ်ပြီးတော့ဝိပရိနာမတစ်မျိုးတစ်မျိုးပြောင်းလဲသွားတယ်ဖောက်ပြန်သွားတယ်တဲ့အဲ့ဒီနည်းနဲ့လည်းပဲနှိမ့်ဆက်တယ်ဟောဒုက္ခသစ္စာရဲ့အနတ္တိပဲဘယ်နှမျိုးတော့၄မျိုးပိလနတ်တော့နှိမ့်ဆက်တယ်သင်္ကတထောပြုပြင်နေရတယ်အမြဲတမ်းတည်ဆောက်နေရတယ်ကြိုးစားနေရတယ်အထုတ်နေရတယ်ဟုတ်လားတန်တပတ်ထောပူလောင်နေရတယ်ဆင်းရဲနေရတယ်ဝိပရိနာမထောတစ်မျိုးတစ်မျိုးအမြဲတမ်းပြောင်းလဲနေတယ်ကောင်းလို့လည်းထိန်းထားလို့ရတာမျိုးမဟုတ်ဘူးတစ်မျိုးတစ်မျိုးအမြဲတမ်းဖြစ်နေတာပဲပြီးသွားပြန်တာပဲပြီးသွားပြန်တာပဲအမြဲတမ်းပြီးဆုံးနေတဲ့ကိစ္စကြီးကတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝရဲ့ဒီရှင်သန်ခြင်းဆိုတာကိုနှိမ့်ဆက်နေတာပဲပြီးဆုံးနေတာပဲပြီးဆုံးသွားတာပဲဟုတ်လားအေးအဲ့ဒီဟာကိုဒုက္ခသစ္စာရဲ့အနတ္တိပဲ၄မျိုးတစ်ခုချင်းအကျယ်ကတော့ဉာဏ်ရှိရင်ရှိသလောက်ဒါစဉ်းစားကြည့်ပါပိလနတ်တော်ခန္ဓာဟာနှိမ့်ဆက်အပ်သောနှိမ့်ဆက်တတ်သောလို့သူကအဲ့လိုတောင်နှမျိုးပြောထားတယ်အနှိမ့်ဆက်လည်းခံရတယ်နှိမ့်ဆက်တတ်တယ်ဟုတ်လားသင်္ခတတော်အမြဲတမ်းပြုပြင်နေရတယ်ပြီးတော့ဘာလို့တန်တပတ်တော်အမြဲတမ်းပူလောင်နေရတယ်ဒါပူတယ်ဆိုတဲ့ကိစ္စကဒကာဓမ္မတို့ဦးဇင်းတို့ဟိုရိုးရိုးလေးပြောရရင်ပူတယ်ဆိုတာကမကြာခဏအေးဘူးမှပူတယ်ဆိုတာကိုသိတာအပူလေးကြီးအမြဲနေရင်ပူတယ်ဆိုတာသိပြီးတော့မသိတော့ဘူး
တို့ဘာပူလို့လဲလို့ထင်ကောင်းထင်လိမ့်မယ်နော်ပူတယ်ဆိုတာကိုသိချင်ရင်အေးဘူးအောင်လဲကြိုးစားကြည့်ရပါဟုတ်လားအဲ့ဒါလိုပူလောင်ခြင်းနဲ့နောက်ဆုံးကြတော့ဘာဖြစ်သွားတော့ဝိပရိနာမှာပြောင်းလဲဖောက်ပြန်သွားတယ်အဲ့ဒါဒီပင်ဒုက္ခသစ္စာရဲ့အနတ္တိပဲ၄မျိုးတဲ့နှိမ့်ဆက်ပြုတ်ပြန်ပူပင်ဖောက်လဲဒုက္ခမြဲတဲ့ဆောင်းမုတ်ကလေးရရင်ပြီးရနော်တခါကြီးဒီမှာဗျာဦးဇင်းတို့နောက်ဒုတိယသမုဒိယသစ္စာရဲ့အနတ္တိပဲ၄မျိုးအဲ့ဒါကြတော့ဆိုတော့ဘုရားကြီးကစီဘူးနှင်းဆောင်ဖွဲ့နှောင်နှောက်ရှက်အချက်၄ပါးဒုက္ခပွားလို့ရေးတယ်စီဘူးနှင်းဆောင်ဖွဲ့နှောင်နှောက်ရှက်အချက်၄ပါးဒုက္ခပွားတဲ့သမုဒိယသစ္စာဤအာယုဟနထောဒုက္ခတွေကိုအမြဲတမ်းစုဆောင်းစီးပူးနေသောအနတ္တဘောဟုတ်လားအာယုဟနတဲ့နောက်နိဒာနတ္ထတဲ့ဒုက္ခတွေကိုအမြဲတမ်းဆောင်နှင်းပေးအပ်နေတဲ့သဘောတန်ယောကတ်ထောတဲ့အမြဲတမ်းဒုက္ခတွေနဲ့ရှင်တွဲနေတဲ့သဘောဟုတ်လားပလီဘောဓထောတဲ့ဒုက္ခဝကလွတ်အောင်လုပ်မယ်ဆိုလို့ရှိရင်အမြဲတမ်းအနှောင့်အယှက်ပေးနေတဲ့သဘောတဲ့သမုဒိယသစ္စာတဏှာလောဘရဲ့အဓိပ္ပာယ်သူ့ရဲ့စွမ်းဆောင်ချက်လို့ပဲပြောကြပါစို့ဟုတ်လားအဲ့ဒါဘယ်နှပါတော့၄ပါးအဲ့ဒါလေးနည်းနည်းလေးအသေးစိတ်လေးနားလည်ကြည့်ရအောင်နော်အာယုဟနစီးပူးတဲ့သဘောဆိုကြပါစို့စီးပူးတယ်လို့ဆိုတော့ဘုရားကြီးကသုံးတယ်နော်စီးပူးတယ်ဆိုတော့ပညာစီးပူးတယ်ဆိုရင်ပညာကိုရအောင်ယူတာမဟုတ်လားအဲ့လိုပဲဒီအာယုဟနတဏှာလောဘဆိုတဲ့သဘောတရားဒုက္ခတွေကိုအမြဲတမ်းစီးပူးတယ်တဲ့ဒုက္ခကိုရအောင်ယူတာဒုက္ခတွေကိုအမြဲတမ်းစုဆောင်းတာဟုတ်လားစုပေါင်းသိမ့်ယုံပြီးတော့ဒါကိုရအောင်ယူမယ်အဲ့ဒါတဏှာလောဘရဲ့အလုပ်ပဲလောဘဖြစ်လို့ရှိရင်အဲ့ဒါဒုက္ခတွေကိုရှားနေတော့လားဒုက္ခရှားနေတာလောဘဖြစ်တယ်လို့ပြောတာရဲ့ဒုက္ခရှားတယ်ဆိုတာရဲ့အတူတူပဲနော်အာယုဟနဒုက္ခကိုစီးပူးတဲ့သဘောစီးပူးနှင်းဆောင်ဆိုတာနိဒာနကိုဆိုတော့ဘုရားကြီးကဆောင်နှင်းတယ်လို့အဓိပ္ပာယ်ပြောတာဆောင်နှင်းတယ်ဆိုတာတစုံတစ်ယောက်ကကိုယ့်ကိုတစုံတစ်ခုပေးအပ်လိုက်တဲ့သဘောပေါ့အဲ့တော့တဏှာလောဘဆိုတဲ့သမုဒိယသစ္စာတွေတတ္တဝါကိုဆင်းရဲဒုက္ခကိုပေးတာအဓိပ္ပာယ်တော်တော်ကောင်းတယ်နော်ဒီမိုင်းများပထမအဓိပ္ပာယ်ကဘာလဲဒုက္ခကိုရှာတာဒုတိယအဓိပ္ပာယ်ကဒုက္ခကိုသူများကကိုယ့်ကိုပေးတယ်လို့မျိုးတဏှာလောဘကကိုယ့်ကိုပေးမှယူလိုက်ရမှာဟုတ်လားလောဘဖြစ်လာရင်တော့ဒုက္ခတွေကိုရတော့တာပဲရှာတာကိုရမှာပေါ့အဲ့ဒီအဓိပ္ပာယ်ပါပဲဟုတ်ရဲ့လားအဲ့တော့အာယုဟနဆိုတာဒုက္ခတွေကိုစုဆောင်းတဲ့စီးပူးတဲ့သဘောရှားတဲ့ဖွေတဲ့သဘောနိဒာနတ္ထဆိုတာကဒုက္ခတွေကိုအပေးခံရတဲ့သဘောဆောင်နှင်းခံရတာတန်ယောကတ်ထောဆိုတာကဒုက္ခတွေနဲ့ပဲအမြဲတမ်းနေရတာဒုက္ခနဲ့ကိုယ်နဲ့ကိုကြိုးတစ်ချောင်းနဲ့ပူပြီးတော့ချီနှောင်တုတ်ထားသလိုမျိုးပေါ့ဒီလောဘကကိုယ်နဲ့ဒုက္ခနဲ့ကိုပွဲမသွားအောင်အမြဲတမ်းတုတ်ထားတာတသားတည်းဖြစ်အောင်လုပ်ထားတာဒုက္ခတည်ပဲနဲ့ကိုယ်ပဲကိုယ်တည်ပဲနဲ့ဒုက္ခပဲလောဘကိုမခွာနိုင်တဲ့မြတ်လောဘကကိုယ့်ကိုဒုက္ခနဲ့ဘယ်တော့မှကွဲကွာသွားစေမှာမဟုတ်ဒုက္ခနဲ့ကိုယ်နဲ့အမြဲတမ်းပုကတ်နေအောင်တဏှာလောဘကလှုပ်ထားနိုင်တဲ့အစွမ်းရှိတယ်အဲ့ဒါကိုတန်ယောကထနော်ရှင်တွဲထားတဲ့သဘောပေါ့နော်ဒီနောက်ဆုံးအိဋ္ဌိဘကဘာလဲဆိုတော့ပလီဘောဓာတဲ့ပလီဘောတထပလီဘောဓာဆိုတာကအနှောင့်အယှက်ပေးတဲ့သဘောဒီကရမတို့ဦးဇင်းတို့ရံဖာရံခါသူတော်ကောင်းတွေကိုအမိပြုလို့သူတော်ကောင်းတရားကိုနာရလို့အတိမှန်အမြင်မှန်လေးရလို့ငါကောင်းတာလေးလက်ဦးမှာပါဒီဒုက္ခတရားတွေကလွတ်အောင်လက်ဦးမှာပါလို့တချို့အဲ့ဒီအထိစိတ်ရှိတယ်နော်တချို့ကြတော့အဲ့ဒီအထိစိတ်မရှိပါဘူးကောင်းတာလုပ်လို့ရှိရင်တန်တရားထဲမှာချမ်းချမ်းသာသာနေရမယ်ဆိုပြီးတော့တန်တရားချမ်းသာလောက်ကိုပဲရည်ရွယ်ပြီးတော့ကောင်းတာလုပ်တဲ့လူလည်းရှိပါတယ်ဒါပေမဲ့ကောင်းတာကိုဘယ်လိုရည်ရွယ်ချက်နဲ့လုပ်ရမှာလဲဆိုရင်တကယ်တမ်းကဒီဒုက္ခဝတ်ဆင်းရဲကလွတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ရမှာဘယ်လိုရည်ရွယ်ချက်နဲ့ပဲကောင်းတာကိုလုပ်အဲ့ဒီတဏှာလောဘကတော့လိုက်ပြီးတော့နှောင့်ယှက်လိမ့်မယ်တဲ့အဲ့တော့သူကအနှောင့်ယှက်ပေးမဲ့လူပဲထွက်ရလန်းကြီးမက္ခကြီးကိုတားဆီးနှောင့်ယှက်ကန့်ကွက်တတ်သောအနတ္တဘောလို့မောဂုတ်ဆရာဘုရားကြီးကတော့အဲ့လိုပြောတာပဲတကယ်တမ်းကြိုးစားပြီးတော့ဒီဒုက္ခတွေကထွက်တော့မယ်ဟေ့လို့ရုန်းကန်မဲ့လူကိုပို့ပြီးတော့တောင်းနှောင့်ယှက်နိုင်တယ်ဟုတ်လားဒါကြောင့်ပလီဘောဓတ်တော်တဲ့တဏှာလောဘဆိုတာတတ္တဝါတွေကိုကောင်းတာကိုမလုပ်ဖြစ်အောင်လုပ်ဖြစ်ရင်လည်းမထိရောက်အောင်အမြဲတမ်းအနှောင့်အယှက်ပေးနေတဲ့သဘောရှိတယ်တဲ့ဟုတ်လားဒါကြောင့်တဏှာလောဘဆိုတဲ့သမုဒိယသစ္စာနဲ့ပတ်သက်ပြီးတော့နားလည်ရမယ့်အနတ္တိပဲဘယ်နှမျိုးလဲ၄မျိုး
အာယုဟနဒုက္ခတွေကိုစီးပူးတဲ့သဘောရှားဖွေတဲ့သဘောနိဒာနတ္ထဒုက္ခတွေကိုအပေးခံရတဲ့ဘောဆောင်းနှင်းတဲ့သဘောဒုက္ခတွေရတော့မှာပေါ့တန်ယောဂထောဒုက္ခတွေနဲ့အမြဲတမ်းပဲအတူတူရှင်တွဲပြီးတော့နေရတဲ့သဘောမကွေးမကွာပေါ့နော်ပလိဘောဓထောကောင်းတာလုပ်မဲ့ကြံရင်အမြဲတမ်းအနှောက်ယှက်ပေးနေတဲ့သဘောဒါကိုပိဋကပေါင်းသူတော်ကောင်းတို့ကိုယ်ပိုင်ဉာဏ်လေးနဲ့ခံစားတတ်ဖို့တော့လိုမယ်နော်ကောင်းတာလုပ်တော့မယ်အကြီးကြီးလုပ်မဲ့ကြံလေးအကြီးကြီးအနှောက်ယှက်ပေးလေးပါပဲဟုတ်လားဒီနေရာမှာဦးဇင်းတို့ဇလန်းလေးတွေဇတ်တော်လေးတွေဘုရားလက်ထက်ကအဖြစ်ပြက်လေးတွေပြောမယ်ဆိုရင်ပြောတဲ့အများကြီးရှိတာပေါ့နော်ကောင်းတာလုပ်မဲ့ကြံပြီးတော့မှမအောင်မြင်တော့ဘူးမပေါက်မြောက်တော့ဘူးဘယ်လိုနှောက်ယှက်လိုက်တာတော့ဒီသမုဒယသစ္စာကပဲနှောက်ယှက်လိုက်တာပဲဟုတ်ရဲ့လားအဲ့ဒါလို့တွေကိုယ်တိုင်လည်းပဲကြိုးစားဖို့ပြီးတော့အတွေ့အကြုံလည်းရှိမှာပါကောင်းတာတွေလုပ်မဲ့ကြံကောင်းတာတွေလုပ်နေစေသူတို့နှောက်ယှက်လို့ကိုယ့်ရဲ့ကောင်းတဲ့လုပ်ငန်းစဉ်ရက်ဆိုင်သွားတာမျိုးအနှောက်ယှက်ဖြစ်သွားတာမျိုးအများကြီးမကြုံဘူးလားကြုံဘူးတာပေါ့ဒါကြောင့်ပလိဘောဓထောတဲ့သမုဒယသစ္စာဆိုတာတတ္တဝါတွေဒုက္ခဝုကမလွတ်ရအောင်အမြဲတမ်းအနှောင့်အယှက်ပေးနေတဲ့သဘောရှိတယ်ဆရာဘုရားကြီးကတော့ဗာနဲ့ဥမာပေးတော့ဆိုတော့ထောင်သားတယောက်ထောင်ထဲကထွက်ပြေးမယ်ကြံလို့ရှိရင်ထောင်ပိုင်တွေအာဏာပိုင်တွေအကျက်တွေကအတင်းဖမ်းဆီးပြီးတော့သူ့ကိုပိုးပြီးတော့အကျဉ်းအကျက်ကြအောင်ချထားလိုက်တယ်ဟုတ်လားဒကာဓမ္မတို့ဦးဇင်းတို့ဆိုတာကကြားဘူးတယ်မဟုတ်လားဘသူကျွန်လို့ကြားဘူးထားတော့အလိုဆန္ဒရဲ့ကျွန်ကိုယ့်ထက်မှာအရှင်သခင်ရှိတယ်နော်ကိုယ့်အရှင်သခင်ကိုကိုမေ့နေလို့မဖြစ်ဘူးအရှင်သခင်ဆိုတာကိုဘယ်သူမှမသိဘူးဆိုရင်တော့အရှင်သခင်ကလွတ်ဖို့တော့တော်တော်ကိုဝေးသေးတယ်ဟုတ်လားကိုယ့်ရဲ့အရှင်သခင်ကဘယ်သူတော့တဏှာလောဘပဲဒကာဓမ္မတို့ဦးဇင်းတို့ရဲ့အရှင်သခင်ဒီလောဘပဲလောဘခိုင်းเสียကိုလုပ်ရတယ်လောဘခိုင်းเสียကိုပြောရတယ်လောဘခိုင်းရဥတည့်ပေးရကိုတွေးရတယ်များလောအဖြစ်အဲ့တော့ကျွန်းဆိုတဲ့သဘောတရားထွက်ပြေးမယ်ဆိုရင်ဒီသခင်ကလွယ်လွယ်နဲ့ဘယ်ထွက်ပြေးဝင်ပေးပါမလဲဒါသူ့ကျွန်းပဲဥစ္စာဟုတ်လားအဲ့တော့သူအရရအောင်ဖမ်းပြီးတော့သူ့ကိုထွက်မပြေးနိုင်အောင်သူလည်းပဲတက်နိုင်တော့ကြိုးစားမှပေါ့ဟုတ်လားအဲ့လိုပဲလောဘဆိုတဲ့ဒီအရှင်သခင်ဆိုးကဒကာဓမ္မတို့ဦးဇင်းတို့ကြေးကျွန်တွေကိုလွယ်လွယ်နဲ့ထွက်မြောက်ခွင့်ကတော့ပေးမှာမဟုတ်ဘူးဆိုတာကိုနားလည်ဖို့လိုတယ်ဘယ်လိုအဓိပ္ပာယ်နဲ့ပြောတာတုံးဆိုတော့လွတ်မြောက်ခြင်းတယ်ဆိုရင်တော်ယုံတန်ယုံနဲ့မရဘူးဆိုတာကိုပြောတာပါဟုတ်ရဲ့လားဒါကြောင့်သမုဒိယသစ္စာရဲ့အနတ္တိပဲ၄မျိုးဟုတ်လားစီဘူးနှင်းဆောင်ဖွဲ့နောင်နှောက်ယှက်အချက်၄ပါးဒုက္ခပွားတဲ့အချက်၄ပါးဒုက္ခပွားနောက်ဦးဇင်းတို့တတိယနိရောဓသစ္စာနိရောဓသစ္စာနဲ့ပတ်သက်ပြီးတော့ကျွတ်လွတ်စိတ်ကိုမသေးမပြုတ်ဒုက္ခအမှန်တဲ့နော်ကျွတ်လွတ်စိတ်ကိုမသေးမပြုတ်ဒုက္ခအမှန်နိရောဓသစ္စာဤနိတ္တရဏထောဒီဒုက္ခဝတ်ကနေပြီးတော့ကျွတ်လွတ်သွားတဲ့သဘောနော်ပဝိဝေကထောအနှောင့်အယှက်ကင်းတဲ့သဘောကိလေသာတွေရဲ့အနှောင့်အယှက်ကင်းတဲ့သဘောနော်နောက်ဦးဇင်းတို့အမတ္တထောမသေးတဲ့သဘောမပြည့်စည်တဲ့သဘောအသင်္ခတထောမပြုတ်ပြင်ရတဲ့သဘောမပြုတ်လို့ရတဲ့သဘောတဲ့နိရောဓသစ္စာရဲ့အနတ္တိပဲ၄မျိုးဟုတ်ရဲ့လားအဲ့ဒါကိုဆိုတော့ဘုရားကြီးကကျွတ်လွတ်စိတ်ကိုမသေးမပြုတ်ဒုက္ခအမှန်ဒီအင်္ဂါ၄ချက်နဲ့ဒီအနတ္တိပဲ၄ခုနဲ့ပြည့်စုံမယ်ဆိုရင်ဒါချမ်းသာအစစ်ပဲတဲ့ဒါကိုဆင်းရဲလို့ပြောလို့မရဘူးသောတော်တုံးကအချက်၄ပါးသမုဒိယသစ္စာနဲ့ပတ်သက်ပြီးတော့လည်းပဲစီဘူးနှင်းဆောင်ဖွဲ့နှောင်နှောင့်ယှက်အချက်၄ပါးနဲ့ပြည့်စုံရင်ဒါဒုက္ခရဲ့အကြောင်းလိုပဲပြောရမယ်တဲ့ဒုက္ခရဲ့အကြောင်းမဟုတ်ဘူးဒါကသူကသစ္စာစစ်တမ်းကလေးသဘောမျိုးပေါ့နော်ဒီလေးချက်နဲ့ညီရင်တော့ဒီသဘောလို့ပြောရမယ်လို့ဆိုလိုတဲ့အဓိပ္ပာယ်ခုလည်းပဲနိရောဓသစ္စာကိုကျွတ်လွတ်တဲ့သဘောအနှောင့်အယှက်ကင်းတဲ့သဘောနော်မပြည့်စည်တဲ့သဘောမပြုတ်ပြင်ရတဲ့သဘောဒီအချက်၄ချက်နဲ့ပြည့်စုံရင်ဒါဒုက္ခအမှန်တဲ့နိဗ္ဗာန်ပေါ့ဒီနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကကောင်းကောင်းပြောတတ်ဘူးနောက်တခါကြီးဒီမိုက်အများနော်ဒါစာထဲပါတဲ့အတိုင်းပဲဒီလောက်ပဲပြောတတ်တယ်ဟုတ်ရဲ့လားဒါပေမဲ့နည်းနည်းလေးတော့ပို့ပြီးတော့ပိဿပေါင်းသူတော်ကောင်းတို့နားလည်ကြည့်ရမယ်ကျွတ်လွတ်စိတ်ကိုကျွတ်လွတ်တယ်နိတ္တရဏထကျွတ်လွတ်တယ်ဆိုတာဘာပြောတာလဲဆိုတော့လူတွေပြောကြတယ်မို့လားတခုခုဒုက္ခစိတ်ပြည့်စရာစိတ်အနှောင့်အယှက်ဖြစ်စရာကင်းသွားတော့ကျွတ်ပြီးလွတ်ပြီးဟောကျွတ်ပြီးလွတ်ပြီးပြောရတယ်မို့လားခုတကယ်တော့မတို့ဦးရှင်တို့မကျွတ်သေးဘူးမလွတ်သေးဘူးဟောတချို့လည်းပဲပြောကြတာရှိသေးတယ်အမလေးအကျွတ်အလွတ်ပွဲဆိုပြီးတော့ဟုတ်လားအမျှတွေပါတွေဝေးတာရှိတယ်ကိုကတော့ကျွတ်နေတယ်လွတ်နေတယ်ဆိုတဲ့စတိုင်အပေလေးပါးကတိတ်တာလောက်ပဲသူတို့ကမကျွတ်မလွတ်ဘူးလို့ထင်တာကို
တကယ်တမ်းကတိတ်တာမှမကျွတ်မလွတ်တာလားမဟုတ်ဘူးကိုယ်ကကျွတ်ပြီလားလွတ်ပြီလားမကျွတ်သေးဘူးမလွတ်သေးဘူးအဲ့ဒီတိတ်တာတဲ့အစတရားဆိုတဲ့အခြေအနေနဲ့ကိုယ်နဲ့ဓာတ်ဆက်ဆက်မှုရှိတယ်အချိန်မရွေးဖြစ်နိုင်တယ်အခိုက်အတန့်မြတ်သူတို့ဟာကိုယ့်ထက်တနာတွေကကောင်းတယ်ဖြစ်မလို့မမျှော်လင့်မဲနဲ့ကိုယ်ဟာသူတို့တဲ့တနာတွေကကောင်းတဲ့လူလည်းဖြစ်သွားနိုင်တယ်ဘာမှသိထူးတဲ့ကိစ္စမဟုတ်ဘူးဒါပေမဲ့လောလောဆယ်အခြေအနေမှာတော့ကိုကဒီအခြေအနေစိုးတွေကလွတ်မြောက်အောင်လုပ်နိုင်တဲ့အခွင့်အရေးတော့ရထားတာပေါ့လူဖြစ်နေတာကိုသူတို့ကတော့အင်မတန်ဆင်းရဲတဲ့အနေအထားကိုရင်ဆိုင်နေရတာပေါ့ဒါပေမဲ့ပြောတော့လည်းပြောတတ်ပါတယ်သူတို့မကျွတ်သေးဘူးမလွတ်သေးဘူးသူတို့နဲ့စာရင်ကိုကတော်သေးတယ်ပေါ့ဒါပေမဲ့တကယ်တမ်းကတော့ကိုလည်းကျွတ်ပြီးလွတ်ပြီးဆိုတဲ့အနေအထားကိုတော့မရောက်သေးဘူးကျွတ်ပြီးလွတ်ပြီးဆိုတဲ့အနေအထားကိုရောက်တာကနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှကျွတ်ပြီးလွတ်ပြီးလို့ပြောနိုင်ပါအဲ့ဒီကြတော့မှနိတ္တရဏထဆင်းရဲတွေကငါလွတ်ခဲ့ပြီနော်ဆင်းရဲတွေကလွတ်ခဲ့ပြီဘလောက်ဝမ်းသာမလဲအရိယာသူတော်ကောင်းတို့ရဲ့စိတ်နှလုံးရဲ့ချမ်းသာမှုဆိုတာအဲ့ဒါပဲတရားဓမ္မတို့ဦးဇင်းတို့ကိုချင်းစာဖို့တော့သိမလွယ်ဘူးနော်ဟုတ်လားဒါနိတ္တရဏထဆိုတာအဲ့ဒါလို့ဒုက္ခတွေကကျွတ်လွတ်သွားတဲ့သဘောနော်နောက်ဦးဇင်းတို့ပန်းဝိဝေကထကျွတ်လွတ်စိတ်ကိုယ်ဆိုတာကအနှောင့်အယှက်ကင်းတဲ့သဘောမကောင်းတာတွေစိတ်တဲ့သဘောမကောင်းတာဘာမှမရှိတဲ့သဘောဝိဝေကဆိုတဲ့စကားလေးကြားဘူးတယ်မဟုတ်လားဝိဝေကဆိုတာစိတ်ငြိမ်တာပေါ့နော်ဒီမှာတော့ပဝိဝေကစိတ်ကိုယ်လို့စတော်ကြီးကတော့သူကကာယံလေးနဲ့ကြိုက်အောင်သုံးနှုံထားတာပါသူအကျေအသေးပဲဖွင့်ပြတာကတော့ကိလေသာတရားတို့ရဲ့အနှောင့်အယှက်ကင်းတဲ့သဘောဆိုကြပါစို့သောတပန်ဖြစ်တဲ့အရိယာသူတော်စင်တယောက်ဘယ်သောအခါကာလမှာတက္ကာယဒိဋ္ဌိနဲ့ဝိသိကိစ္စရဲ့နှောင့်ယှက်ခြင်းကိုသူမခံရတော့ဟုတ်လားယဟန္တာဖြစ်သွားပြီဆိုရင်ဘယ်စိတ်ကိလေသာဘယ်အညစ်အကြေးရဲ့အနှောင့်အယှက်ကိုမှသူမခံရတော့ဘူးခုတက္ကမတို့ဦးဇင်းတို့ရဲ့စိတ်ကအမြဲတမ်းမကောင်းတဲ့ဓာတ်တွေရဲ့အနှောင့်အယှက်ပေးခြင်းကိုခံနေရတယ်ကိုယ်မှအနှောင့်အယှက်ကင်းကင်းနေနေရတယ်လို့မရှိဘူးဒါပေမဲ့တက္ကမတို့ဦးဇင်းတို့ကစိတ်ညစ်စရာတွေနဲ့တွေ့မှစိတ်တွေတော့တော်တော်တူမှနင်တို့ငါ့ကိုတော်တော်အနှောင့်အယှက်ပေးတာနော်အဲ့ကြတော့အနှောင့်အယှက်လို့တော့ပြောတယ်နော်စိတ်ထဲမှာအနှောင့်အယှက်ဖြစ်ပြီဆိုတော့ပြောတော့မပြောဘူးလားဒါပေမဲ့အသေးအမွှားအနှောင့်အယှက်ကလေးတွေကြတော့မသိဘူးပေါ့အကြီးကျယ်ဆုံးအနှောင့်အယှက်ကတော့တက္ကာယဒိဋ္ဌိပဲဒါပေမဲ့သူလည်းအမြဲနေနေတာဆိုတော့သူ့အကြောင်းကိုလည်းသိပြီးတော့မသိကြတာပဲများပါတယ်အဲ့တော့ဒီနေရာမှာပဝိဝေကအနှောင့်အယှက်ကင်းတဲ့သဘောလို့နိဗ္ဗာန်ကိုအဲ့လိုအကျဉ်းမြင်နားလည်ရမယ်နိတ္တရဏဒုက္ခအလုံးကကျွတ်လွတ်တဲ့သဘောပဝိဝေကအနှောင့်အယှက်ကင်းတဲ့သဘောပြီးတော့ပါတော့အမတ္တထပျက်စီးခြင်းမရှိတဲ့သဘောအဖြစ်မရှိလို့အပြည့်မရှိဘူးပေါ့ဗျာဟုတ်လားအမတ္တမတ္တဆိုတာပေတဲ့ဓာတ်ပေါ့ခုတည်းကမှတို့ဦးဇင်းတို့ခန္ဓာကမတ္တဓာတ်ပေတဲ့ဓာတ်အမတ္တနိဗ္ဗာန်ကမပေတဲ့ဓာတ်လောကကြီးမှာပရမတ္ထတရား၄ပါးရှိတယ်လို့ကြားဘူးတယ်မဟုတ်လားစေတသိက်ယုတ်နိဗ္ဗာန်တကယ်ရှိတယ်နော်ပရမတ္ထတရားတစ်မျိုးနော်ကိုမသိသေးလို့မရှိဘူးလို့မအောင်မိလေနဲ့ဟုတ်လားဒီစိတ်စေတသိက်ယုတ်ဆိုတဲ့သင်္ခတတရားတွေကတော့မတ္တဓာတ်သေဆုံးတဲ့ပြီးဆုံးသွားတဲ့ကြောက်ပြတ်သွားတဲ့တမျိုးတမီပြောင်းလဲနေတဲ့သဘောတွေပေါ့အမြဲတမ်းသူကတော့ပြီးဆုံးသွားတယ်အသစ်ဖြစ်တယ်ပြီးသွားပြန်တယ်ကုန်သွားပြန်တယ်ပျောက်သွားပြန်တယ်အသစ်ဖြစ်တယ်ပျောက်သွားပြန်တယ်အဲ့ဒီဖြစ်တာနဲ့ပြတ်တာကမြန်ဆန်လို့အမြဲတမ်းတီးနေတယ်လို့ထင်နေတာဟုတ်လားအဲ့တော့သင်္ခတတရားနဲ့တော့ဗျောင်းမြန်ဒုက္ခသစ္စာနဲ့တော့ဗျောင်းမြန်ဒုက္ခသစ္စာကသင်္ခတထောနိရောဓသစ္စာကအသင်္ခတထောအသင်္ခတဘာမှပြုပြင်ရတဲ့သဘောမရှိဘူးနော်ဒုက္ခသစ္စာကဝိပရိနာမထောအမြဲတမ်းဖောက်လွဲဖောက်ပြန်ပျက်စီးနေတဲ့သဘောနိရောဓသစ္စာကြတော့အမတ္တထောမသေးတဲ့ဓာတ်မပျက်စီးဘူးပေါ့မဖြစ်လို့မပျက်စီးတာပေါ့ဟုတ်လားသူကအမြဲတမ်းရှိနေတဲ့တရားဒါတွေကပြောရတာနိဗ္ဗာန်ဆိုင်ရာတရားတွေကိုဦးဇင်းတို့အများကြီးဖတ်ကြည့်တယ်နားလည်ဖို့အလွန်ခက်တဲ့အရာဟုတ်လားနားလည်ဖို့အလွန်ခက်တယ်ဦးဇင်းတို့ပုံမြင်လေးတစ်ပုဒ်လည်းပြောနေကြပါပဲလိတ်နဲ့ငါးနဲ့ပုံမြင်ကြားဘူးတယ်မဟုတ်လားလိတ်နဲ့ငါးနဲ့ကအလွန်ရင်းနှီးတယ်တဲ့တနေ့ကျတော့လိတ်ကကုန်းပေါ်တက်ပြီးတော့ဥတာလိတ်မကြီးအဲ့တော့ငါးမကြီးကဟာတကယ်ချင်းဘယ်ရောက်သွားလဲမသိဘူးပေါ့နောက်ဥပြီးတော့ပြန်လာတော့ညိဘယ်သွားနေတော့ငါသွားဥနေတာဘယ်သွားဥတာကုန်းပေါ်တက်ပြီးတော့ဥတာကုန်းဆိုတာဘာပြောတာလဲလို့မေးတယ်တဲ့ငါကကုန်းဆိုတာနေရောင်ကြီးလေးနဲ့နွေနွေထွေးလေးပန်းမွန်လေးတွေကလည်းလှလှပပကုန်းအကြောင်းကိုရှင်းပြတယ်ငါကဘာမှနားမလဲဘူးသူကရေထဲပဲအမြဲနေနေတဲ့အကောင်ကိုလက်ကတော့ရေထဲလည်းနေတယ်ကုန်းပေါ်လည်းနေတယ်ကုန်းအကြောင်းကိုသူကောင်းကောင်းသိတယ်
သူကကုန်းအကြောင်းကိုရှင်းပြလေးလေးငါကနားရှုပ်လေးလေးအဲ့တော့နိဗ္ဗာန်ချမ်းသာဆိုတာကိုဒကာဓမ္မတို့ဦးဇင်းတို့တကယ်သိကျင်တယ်ဆိုလို့ရှိရင်မဂ္ဂင်၈ပါးကိုပွားများပြီးတော့လောဘကိုအထိုက်အလျောက်လောက်နည်းအောင်လုပ်နိုင်ရင်ကိုပဲနည်းနည်းတော့ရှိမိမယ်နော်တကယ်တိတိကျကျသိရမှာတော့တက္ကာယဒိဋ္ဌိနဲ့ဝိသိကိစ္စကိုပယ်နိုင်တဲ့အဆင့်ကိုရောက်အောင်လုပ်ရင်တော့ဒါနိဗ္ဗာန်ချမ်းသာကိုကောင်းကောင်းစပြီးတော့ဒါမျက်မှောက်ပြုနိုင်ပြီသိနိုင်ပြီပေါ့ဟုတ်ရဲ့လားအဲ့ဒီအဆင့်မှမရောက်သေးဘူးဆိုရင်တော့ဒါသူတော်ကောင်းကြီးတွေပြောတာကိုဒီတိုင်းပဲဆိုပြီးတော့စာပေနဲ့အညီတော့မှတ်သားလို့တော့ရတာပေါ့လေဒါလည်းမှားတယ်လို့မဆိုပါဘူးဟုတ်လားသို့တော့ကိုယ့်ရဲ့ဉာဏ်နဲ့ရှင်းရှင်းလင်းလင်းသိဖို့ဆိုတာကတော့အရိယာပုဂ္ဂိုလ်ကြီးတွေမှသာတယ်တိတိကျကျရှင်းရှင်းလင်းလင်းသိနိုင်တယ်သိကျင်တယ်ဆိုရင်တော့ပုထုဇဉ်ဘဝနဲ့ထိုင်းပြီးတော့တွေးနေုံမျှနဲ့ဝေဖန်နေုံမျှနဲ့တချို့ကမယုံဘူးဆိုတာရှိသေးတာကိုဟုတ်လားအဲ့လိုလုပ်နေုံမျှနဲ့အဖြေမှန်ဆိုတာမပေါ်နိုင်ဘူးဟုတ်ရဲ့လားဒါကြောင့်ဒီမှာတော့မြတ်စွာဘုရားကအတိအကျကိုဟောတာကနိဗ္ဗာန်ဆိုတာတကယ်ရှိတဲ့တရားဟုတ်လားတကယ်အရှိတရားကိလေသာတွေဖုံးနေလို့မမြင်ရတာတန်တိကေနဝိဇ္ဇာနံတိနီးနီးလေးနဲ့ကိုမမြင်ရတာလို့ပြောတာပဲဟုတ်တယ်နောက်ကျောမှာရှိနေမယ်ဆိုရင်ပိဋိနီးနီးလေးနဲ့မြင်ရမလားဒါကဥပမာပြောတာပါနောက်ကျောမှာရှိတဲ့တစုံတစ်ခုသောအရာနီးနီးလေးနဲ့မြင်ရသလားသိဝေးလို့မတွေ့တာတော့မဟုတ်ဘူးတဲ့သို့တော့ကိလေသာတွေကဒုနဲ့ဒေနဲ့ဖုံးထားပွာထားတာဆိုတော့မမြင်ရဘူးပေါ့ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့နိရောဓသစ္စာရဲ့အနတိပဲဘယ်နှမျိုးတော့၄မျိုးအမတ္တထောမသေးတဲ့သဘောအသင်္ကတထောဘာမှပြုပြင်เสียမလိုတဲ့သဘော၄မျိုးနော်ကျွလွတ်စိတ်ကိုမသေးမပြူဒုက္ခအမှန်နောက်ဦးဇင်းတို့မဂ္ဂသစ္စာရဲ့အနတိပဲ၄မျိုးကြတော့ဆရာဘုရားကြီးကထွတ်မြောက်တီခိုင်မြင်နိုင်ကြီးကဲသူ့လမ်းမြဲတဲ့နော်မဂ္ဂတမဂ္ဂသစ္စာဤနေယနတ်ထောဟောဒီဆင်းရဲလာတဲ့တန်လျာဝုတ်ကနေပြီးတော့ထုတ်ဆောင်သွားတဲ့သဘောထွတ်မြောက်ရာလမ်းသဘောပေါ့နေယနတ်ထနော်ထွတ်မြောက်စေတဲ့တရားသောတော်ကနိတ္တရဏထကပါလေထွတ်မြောက်သွားတာပဲနော်အဓိပ္ပာယ်ကတော့နိဗ္ဗာန်ကလည်းပဲလွတ်မြောက်သွားတဲ့သဘောဒါကတော့သူကထွက်အောင်ကြိုးစားပေးမယ်ထွတ်မြောက်အောင်ဆောင်ခြင်းပေးမယ်ပေါ့အဓိပ္ပာယ်လေးခက်ဆင်စင်မတူဘူးလားတူတယ်ဟိုကတော့လွတ်မြောက်သွားတဲ့သဘောတရားကတော့လွတ်မြောက်အောင်လုပ်ပေးတဲ့သဘောလို့အကျဉ်းမြင်နားလည်လို့မရဘူးလားနေယနတ္ထလွတ်မြောက်ကြောင်းတရားမဂ္ဂသစ္စာဆိုတာလွတ်မြောက်ကြောင်းတရားဒုက္ခတွေကလွတ်မြောက်ကြောင်းတရားထွတ်မြောက်တီခိုင်တဲ့တီခိုင်ဆိုတာကဥစဉ်တို့ဟေတုထောဆိုတာကိုဆရာဘုရားကြီးကတီခိုင်အင်မတန်မြင့်မြတ်တဲ့သူတော်ကောင်းဓာတ်တွေရဲ့ကြီးပွားခြင်းတည်တံ့ခြင်းခိုင်မြဲခြင်းရဲ့အကြောင်းကိုတီခိုင်လို့ဆိုရရေးတယ်။ဒါပေမဲ့ဦးဇင်းတို့အဘိဓမ္မာတွေကိုလှမ်းကြည့်တဲ့အခါကျတော့ဟေတုထောဆိုတာအကြောင်းလို့အဲ့လိုအဓိပ္ပာယ်။နော်ဦးဇင်းတို့ညောင်လေးပင်တော်ဆရာကြီးကလည်းပဲဒီဟေတုထဆိုတာမဂ္ဂင်၈ပါးဒီနိဗ္ဗာန်ရခြင်းမျက်မှောက်ပြုခြင်းရဲ့အကြောင်းဆိုပြီးတော့အဲ့လိုရှိတယ်။အဲ့ဒါလေးကလည်းတစ်မျိုးအဓိပ္ပာယ်ရှင်းတယ်။ဦးဇင်းတို့သုတေသနတယုတ်ပြအဘိဓမ္မာရေးတဲ့ဆရာတော်ဥပ္ပါဒရဲ့အဘိဓမ္မာလည်းပဲဟိတုထဆိုတာကိုနိဗ္ဗာန်ရခြင်းရဲ့နိဗ္ဗာန်မျက်မှောက်ပြုခြင်းရဲ့အကြောင်းလို့ပြောတယ်။ဒါပေမဲ့ဆရာတော်ဘုရားကြီးရဲ့အဲ့သစ္ဆထဒီပဏီမှာကြတော့ဒီမဂ္ဂင်၈ပါးနဲ့ပတ်သက်ပြီးတော့ဟိတုထအဲ့ဒါကိုကြတော့သူတော်ကောင်းအင်မတန်မြင့်မြတ်တဲ့စိတ်သက်စင်ကြယ်မှုတွေရဲ့တရားဆိုကြပါစို့မဂ္ဂင်၈ပါးကိုပွားမယ်ဆိုရင်ကောင်းမြတ်တဲ့စိတ်သက်တွေဟာအကုန်လုံးတည်တံ့ခိုင်မြဲသွားမယ်လို့ပြောတာဆိုတော့ကြီးကတော့တော်တော်တိတိကျကျရေးတာပဲသောတပန်ဖြစ်သွားပြီဆိုလို့ရှိရင်အရိယာတို့ရဲ့မြင့်မြတ်စင်ကြယ်တဲ့အဓိသီလအဓိစိတ်တအဓိပညာအကုန်လုံးတည်သွားတယ်တဲ့တည်တာမှရိုးရိုးတည်တာမဟုတ်အမြဲတမ်းလဲခိုင်မြဲသွားမယ်ဘယ်တော့မှမြန်သူတော်ကောင်းတရားတွေရှော့ကျသွားမှလားပျက်စီးသွားမှလားလို့ဆိုရင်တရားမရှိဘူးဟေတုထမဂ္ဂင်၈ပါးသည်သူတော်ကောင်းစိတ်ဓာတ်သူတော်ကောင်းဓာတ်တွေရဲ့တရားမြင့်မြတ်စင်ကြယ်တဲ့ဓာတ်တွေရဲ့တရားအဲ့ဒါလည်းပဲအဓိပ္ပာယ်တစ်မျိုးမကောင်းဘူးလားကောင်းတယ်ဒါပေမဲ့ဟေတုထဆိုတာလေးကအကြောင်းဟေတုဆိုတာအမှန်ကတော့အကြောင်းပဲဟေတုပစ္စယောကြားဘူးတယ်မဟုတ်လားအကြောင်းတရားနိဗ္ဗာန်ရခြင်းရဲ့အကြောင်းဆိုတော့ကိုရှင်းတယ်ပေါ့နော်အေးထွတ်မြောက်တီခိုင်မြင်နိုင်ကြီးကဲတဲ့မြင်နိုင်ဆိုတာကမဂ္ဂတမဂ္ဂသစ္စာဤဓတ္တနတ်ထောအမြင်နဲ့ပြည့်စုံခြင်းရဲ့အကြောင်းပေါ့မဂ္ဂသစ္စာပွားများလို့ရှိရင်အမြင်ဉာဏ်တွေစင်ကြဲလာမယ်ရင့်တန်လာမယ်သိတရားရှိတာကိုသိမယ်မြင်တရားရှိတာကိုမြင်မယ်ဉာဏ်ဆိုတာကိုမျက်လုံးနဲ့ဥသာပေးပြီးတော့ဥပမာပေးပြီးတော့ဟောထားတာတွေအများကြီးမရှိဘူးလား
ဓမ္မစကြာပါဠိတော်မှာကိုပဲစက္ခုံဥရပါတိဟောနော်ပြောထားရှိရနော်ခုဒီမှာလည်းပဲမဂ္ဂသစ္စာကိုဒသနအတိအမြင်စင်ကြယ်လိမ့်မယ်ကြီးကျယ်လိမ့်မယ်ငကိုယ်တုန်းကမသိဘူးမမြင်ဘူးတာကိုသိရလိမ့်မယ်မြင်ရလိမ့်မယ်တဲ့ပြောရတော့နိဗ္ဗာန်ချမ်းသာကိုမြင်နိုင်တယ်နိဗ္ဗာန်ကိုမြင်နိုင်တယ်ပဂရိမျက်စိနဲ့မြင်တာတော့မဟုတ်ဘူးဉာဏ်မျက်စိနဲ့မြင်တာဟုတ်လားအဲ့ဒါလို့မြင်တတ်တဲ့သဘောလို့မဂ္ဂသစ္စာကိုနားလည်ရမယ်ထွတ်မြောက်တီခိုင်မြင်နိုင်ကြီးကဲတဲ့အာဓိပတိယထောအကြီးအကဲဖြစ်အကြီးအကဲရဲ့အဖြစ်အကြီးအမှုရဲ့အဖြစ်အစိုးတရားရဲ့အဖြစ်လို့အဘိဓမ္မာတော့အဲ့လိုပြောတယ်အာဓိပတိယနော်အာဓိပတိယဘယ်နေရာမှာအကြီးအကဲဖြစ်တာတော့ဆိုတော့ကိုအကြီးအကဲဖြစ်တာတဲ့ဒီမဂ္ဂသစ္စာမရှိဘူးဆိုရင်တရားဓမ္မတို့ဦးဇင်းတို့ဟာတဏှာလောဘကိုအကြီးအကဲအနေနဲ့ထားပြီးတော့နေရတာတဲ့မဂ္ဂသစ္စာကိုပွားများပြီဆိုရင်တော့မဂ္ဂသစ္စာကသူ့အပေါ်မှာဘယ်သူမှမရှိဘူးသူကအကြီးအကဲပဲအကြီးအမှုတရားပဲဟုတ်လားအဲ့ဒီမဂ္ဂသစ္စာကိုသာဖြစ်ရင်အဲ့ဒီကြမှာတကယ်ကြီးကျယ်တယ်ဆိုတာဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်တာမန်နာလည်းလို့မရဘူးလားရတယ်နော်မဂ္ဂင်၈ပါးနဲ့ပတ်သက်ပြီးတော့ဒါအားကျစရာတွေပေါ့နော်မဂ္ဂင်၈ပါးဆိုတာပိဋကပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့အမြဲတမ်းရှင်းပြနေတယ်ယုတ်တဏ္ဍသဘာဝတရားတို့ရဲ့မမြဲတာကိုမမြဲဘူးလို့သိတဲ့သဘောတဘာဝကိုတမာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီတမာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ္ဂင်၈ပါးကိုပွားများခြင်းအပြင်ဆင်းရဲလာတဲ့တန်တရားဝုကလည်းလွတ်မြောက်မယ်နေရနတ္ထဟိတုထနိဗ္ဗာန်ချမ်းသာမျက်မှောက်ပြုခြင်းရဲ့အကြောင်းလည်းဖြစ်တယ်ဟုတ်လားဒသနတ္ထနိဗ္ဗာန်ကိုလည်းမြင်ရလိမ့်မယ်ပြီးတော့ပါတော့အာဓိပတိယထအကြီးအမှုလည်းဖြစ်တယ်တဲ့မကောင်းဘူးလားကောင်းတယ်အဲ့တော့ဦးဇင်းတို့သစ္စာတစ်ပါးတစ်ပါးကိုအ내အဓိပ္ပာယ်ဘယ်နှမျိုးလဲ၄မျိုးနော်အဲ့ဒါကိုဆရာကြီးကတော့ဆောင်းပုတ်ကလေးနဲ့ဆိုတော့ဒါခွေတွေပါတယ်လည်းရိုက်ထားတာဆိုတော့ဦးဇင်းတို့ထပ်ပြီးတော့မပြောတော့ပါဘူးဟုတ်လားတရားကိုကြစ်လစ်လေးသွားအောင်နော်အဲ့ဒါဦးဇင်းတို့ဓမ္မစကြာမှာလာတဲ့အတိုင်းဉာဏ်12ပါးလည်းဒါဦးဇင်းတို့ပြောပြသွားပြီသစ္စာအနဲ့16ချက်ကိုလည်းပဲခေါင်းစဉ်မျှလောက်တော့ဒါဦးဇင်းတို့သိသွားကြပြီနောက်ဒုက္ခသစ္စာဆိုတာဘလို့ပါအသေးစိတ်သမုဒယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာဆိုတာဘလို့ပါဆိုတာအသေးစိတ်သိသွားကြပြီဒီနေရာမှာဦးဇင်းတို့တကက်လက်တွေ့ပွားများတဲ့အပိုင်းကိုအထောက်အကူပြုမဲ့စကားတွေနော်ဒီဟာတွေကအဲ့ဒါကိုဦးဇင်းတို့ဒီသစ္စာကမ္မထံကိုဘလို့စီးပြန်မလဲဦးဇင်းတို့တတိပဋ္ဌာန်ပါဠိတော်မှာသစ္စာပပ္ပဆိုတာလာတယ်အဲ့ဒါဒီကနေ့ဓမ္မဒါနအလှရှင်ဖြစ်တဲ့ဒကာကြီးဦးရဲကောင်ညောင်းကဦးဇင်းကိုအဲ့ဒီသစ္စာပပ္ပကိုသူကဟောစီချင်တာသစ္စာပပ္ပကသစ္စာ၄ပါးကိုအသေးစိတ်ပြောထားတာပေါ့တတိပဋ္ဌာန်သုတ်တံမှာပါတယ်ဒုက္ခသစ္စာဆိုတာဘာသမုဒယသစ္စာဆိုတာဘာကိုပြောတာအသေးစိတ်ပြောတာအင်မတန်ကျယ်ဝန်းပါတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့သစ္စာနဲ့ပတ်သက်ပြီးတော့မင်းကုန်းဆရာကြီးကဓမ္မစကြာတရားကိုဟောတဲ့နေရာမှာသူကသစ္စာကမ္မထံကိုလွယ်လေးစီးပြန်တတ်ဖို့သုတ်တန်တရားဒေသနာတစ်ခုကိုနားပြီးဆိုလို့ရှိရင်ကိုတကယ်လက်တွေ့အလုပ်လုပ်ရမယ့်အပိုင်းဟာဘယ်အပိုင်းလဲလို့မြင်အောင်ကြည့်ရမယ်တဲ့ဆရာကြီးကဟုတ်လားဒါဆိုလို့အဲ့ဒီဓမ္မစကြာမှာဟောတော့ဒီသစ္စာလေးပါးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒုက္ခသစ္စာဆိုတာဘာသမုဒယသစ္စာဆိုတာဘာနိရောဓသစ္စာဆိုတာဘာမဂ္ဂသစ္စာဆိုတာဘာဆိုတာကိုအချင်းချုပ်ဟောထားတယ်အဲ့ဒါဓမ္မစကြာမှာလာတဲ့နည်းပေါ့အဲ့ဒါကိုဆရာကြီးကသူကလင်္ကာလေးစီပြီးတော့အဲ့ဒီလင်္ကာလေးတိုင်ရွတ်ပြီးတော့ဆင်ញင်ပြီးတော့ပွားများရမယ်လို့ဆရာကြီးကနီးပေးတယ်ပတိတန်လေဩနာသေးဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်၏မချစ်ရှင်တွဲချစ်သူကွဲနဲ့လိုလဲမရအချင်းပြသောပြင်စဥပါဒာလက္ခဏာသစ္စာဒုက္ခမှန်မောလားဒုက္ခသစ္စာနဲ့ပတ်သက်ပြီးတော့အဲ့လိုစဉ်းစားရမယ်တဲ့ပဋိသန္ဓေနေရတဲ့ကိစ္စအိုရတဲ့ကိစ္စနာရတဲ့ကိစ္စသေရတဲ့ကိစ္စဘယ်လိုတ attva မှမရှောင်ကွင်းနိုင်တဲ့ဆင်းရဲဒုက္ခအရင်အမြင့်ကြတဲ့ဆင်းရဲဒုက္ခ၄မျိုးပေါ့ပဋိသန္ဓေအိုနာသေးဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်၏မချစ်ရှင်တွဲချစ်သူကွဲနှင့်ဟောမချစ်ရှင်တွဲဆိုတာကကိုမလိုလားအပ်တဲ့မမျက်နှိုးတဲ့မရခြင်းနဲ့အာယုန်နဲ့တ attva အဲ့ဒီအာယုန်နဲ့တ attva ကိုတွေ့ရခြင်းကိုအပိယဟိတံပယောကမချစ်တာတွေနဲ့တွဲနေရတာဒီနေရာမှာလူတွေကိုကြီးဆိုလိုတာမဟုတ်ဆိုကြပါစို့သတိပဋ္ဌာန်သုံးမှာဦးဇင်းတို့အကျေအဓိပ္ပာယ်ဖွင့်ထားတယ်နော်မချစ်ရှင်တွဲဆိုတာကအာယုန်နေပေါ့
ဆိုရပါစို့ကိုမမြင်ရင်လည်းအစင်းကိုနားမထောင်ရင်လည်းအတန်းအနတ်အရသာအတွေ့အထိအကြံအစီအဲ့ဒါတွေကိုမြင်နေရတယ်ကြားနေရတယ်တွေးနေရတယ်ထိနေရတယ်နမ်းနေရတယ်စားနေရတယ်ဆိုရင်ဒါအပိယိတံပြောကဒုက္ခမချစ်တာတွေနဲ့တွဲနေရတတ္တဝါတွေလည်းပါတယ်လူတွေပေါ့အဓိကအဖြစ်ကိုယ့်ရဲ့အကျိုးစီးပွားမဲ့ကိုလုပ်ကြမယ်ကိုယ့်ကိုမကောင်းစေခြင်းနဲ့ကိုယ့်ကိုဒုက္ခရောက်စေခြင်းနဲ့လူတွေနဲ့အတူတွဲနေရရင်ဒါမကောင်းဘူးပေါ့ဆင်းရဲတယ်ပေါ့ချစ်သူကွဲနဲ့ဆိုတဲ့နေရာမှာလဲလူလောက်ကိုရည်ရွယ်ပြီးတော့ပြောတာမဟုတ်ဘူးကိုမြင်ခြင်းနဲ့ကြားခြင်းနဲ့အစင်အတန်းအနံ့ရတာအတွေ့အထိအတွေ့မျိုးစုံဒါတွေနဲ့လွဲပြီးတော့ကိုမတွေ့ခြင်းမမြင်နေတဲ့လူတွေနဲ့အတူတူနေနေရတယ်ဆိုရင်ဒါပါတော့ပိယဟိဝေပြောကဒုက္ခဒါဘလို့လူမှမကင်းနိုင်ဘူးပစံရှိရှိမရှိရှိခေပညာတက်တက်မတက်တက်ဘယ်လိုဘဝမျိုးရောက်လို့မှမကင်းနိုင်ဘူးဟုတ်ရဲ့လားပဋိသန္ဓေဩနာတိဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်၏မချစ်ရှင်တွေချစ်သူကွဲနဲ့လိုလဲမရကိုဖြစ်ချင်တာမဖြစ်တဲ့ကိစ္စယံပိဿနာလပတိတံပိဒုက္ခအကျဉ်းပြတော့ပင်စဥပါဒာနဲ့ခန္ဓာအကျဉ်းချုပ်ပြောရရင်တော့ဒီခန္ဓာ၅ပါးသည်ဒုက္ခပဲလို့စဉ်းစားရမယ်တဲ့ဒီနေရာမှာခန္ဓာ၅ပါးကိုဒုက္ခပဲလို့စဉ်းစားတဲ့နေရာမှာနွားတကောင်ကိုရက်ထားတယ်ဆိုရင်ချင်းနေမှက်ဒီပို့ကောင်တွေကတော့ကြိုက်တဲ့လောက်သူ့ကိုကြိုက်ကြမှာပဲနွားဟာချင်းနေမှက်တွေရဲ့ကြိုက်ရာတီးရာပေါ့အဲ့လိုပဲဒီခန္ဓာ၅ပါးရှိနေတော့ဒုက္ခတွေကအကုန်လုံးဝင်ပြီးတော့ကြိုက်ကြမှာပဲခဲကြမှာပဲဒုက္ခတွေရဲ့ကြိုက်ခဲရာညှင်းဆဲရာပေါ့ဒီခန္ဓာကိုယ်ဟာအနှစ်ချုပ်ရင်အဲ့လိုနားလေရမယ်နွယ်ဒီမြက်တွေဟာမြေကြီးပေါ်မှာပဲပေါက်နေတာမြေကြီးကိုအမိပြုတ်ပြီးတော့မြေကြီးပေါ်မှာမကြီးပွားမြေကြီးပေါ်မှာပဲပေါက်ပြီးတော့အသစ်တွေပေါက်ကြီးပွားတာဟာကြီးပွားရှုပ်ပွေးပြီးတော့ပေါက်မနေတာမရှိဘူးလားရှိတယ်အဲ့လိုပဲဒုက္ခတွေဟာဒီခန္ဓာကိုယ်မှာတည်ပြီးတော့ဖြစ်ကြတာကြီးပွားကြတာဒီခန္ဓာကိုယ်ပေါ်မှာတည်နေတာယက်တည်နေတာအဲ့လိုအကျဉ်းချုပ်လိုက်ရင်အဲ့ဒီသဘောတရားကိုခြုံပြီးတော့နားလည်ရမယ်စဉ်းစားရမယ်တဲ့ဒါဒုက္ခသစ္စာနဲ့ပတ်သက်ပြီးတော့အဲ့လိုအမြဲတမ်းစဉ်းစားရမယ်ပဋိသန္ဓေဩနာတိဟုလေးတွေချင်းမြစ်ဒုက္ခဖြစ်၏မချစ်ရှင်တွေချစ်သူကွဲနဲ့လိုလဲမရအကျဉ်းပြတော့ပြင်စဥပါဒာနဲ့ခန္ဓာသစ္စာဒုက္ခမမောလာစဉ်းစားရမယ်ဉာဏ်လေးနဲ့တလုံးချင်းဆိုပြီးတော့ဟုတ်လားပြီးတော့ဦးဇင်းတို့သမုဒယသစ္စာကိုကြတော့ဒုက္ခဖြစ်ကြောင်းမကောင်းတဏှာလောဘမှမှုသစ္စာသမုဒယမမောလာလို့စဉ်းစားရမယ်တဲ့လောဘဆိုတာလိုချင်တာရချင်တာဖြစ်ချင်တဲ့လောဘဆိုတာဒုက္ခတွေကိုဖြစ်စေတဲ့တရားလို့အဖန်ဖန်ထက်ထက်စဉ်းစားရမယ်ဆင်ခြင်ရမယ်အဲ့ဒါသမုဒယသစ္စာကမ္မထံကိုရှင်းပြတာအဲ့ဒါလည်းအကျိုးရှိတာပဲနော်လောဘဟာဒုက္ခကိုဖြစ်စေမဲ့အရာလို့စဉ်းစားဆင်ခြင်မိတဲ့အချိန်မှာလောဘကတော့နည်းနည်းတော့တန့်သွားမှာပဲဟုတ်တယ်မဟုတ်လားအမှန်မြင်တဲ့အတွက်ကြောင့်ကိုနော်နောက်ပြီးတော့တဏှာချုပ်ရာနိဗ္ဗာန်မှာသစ္စာនិရောဓမှန်မောလာအဲ့ဒီလိုချင်တဲ့ရချင်တဲ့ဖြစ်ချင်တဲ့ဆိုတာကိုချုပ်အောင်လုပ်နိုင်မှဒုက္ခတကယ်ချုပ်မှာလို့တတိယនិရောဓသစ္စာကိုအဲ့လိုစဉ်းစားရမယ်ဒါသစ္စာဉာဏ်နဲ့သွားပြီးတော့တူးနေတယ်နော်အဲ့လိုပဲမဂ်ကင်၈ပါးနိဗ္ဗာန်ရောက်ကြောင်းကောင်းသောအသည့်ကောင်းပြီးအကြံကောင်းကံဆိုပြောကောင်းသောအပြုကောင်းမှုသက်မွေးကောင်းရေးလုံးလကောင်းထတတိကောင်းပြီးတည်ကြည်ဤရှိမြည်တွင်မြည်မက်ကမှန်မောလှဒီမဂ်ကင်၈ပါးဒီသာလဲဒုက္ခကိုတကယ်ငြိမ်းစေတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့တခုတည်းသောလမ်းစဉ်လို့ဒီအချက်ကိုလည်းအမြဲတမ်းစဉ်းစားပြရမယ်ဒါမင်းကုန်းစတော်ဘုရားကြီးရဲ့ဓမ္မစကြာမှာလာတဲ့ဒေသနာနဲ့အညီသစ္စာကမ္မထံစီပြန်ဖို့တိုက်တွန်းထားတဲ့စကားပဲဟုတ်ရဲ့လားဒီနည်းကိုပဂရမတို့ဦးဇင်းတို့လက်တွေ့လုပ်ကြည့်မယ်ဆိုရင်အများကြီးခဲရင်တယ်လို့ပြောလို့မရဘူးနော်ဒါအေးအေးလေးစဉ်းစားပြီးတော့ကိုနားလည်နေတာပဲသိနေတာပဲတကယ်အလုပ်လုပ်လိုက်ဖို့ပဲမလိုဘူးလားလိုတယ်အဲ့ဒါနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တယ်တဲ့သစ္စာ၄ပါးကိုသိခြင်းသိပင်နဲ့တမ္မာဒိဋ္ဌိလို့ပြောတာကိုသတိပဋ္ဌာန်သုတ်တံမှာသစ္စာ၄ပါးကိုသိခြင်းသိပင်နဲ့တမ္မာဒိဋ္ဌိတဲ့အဲ့တော့ဒီသစ္စာ၄ပါးကိုကိုယ်စဉ်းစားနေတဲ့ဆင်ခြင်နေတဲ့ဆိုအဲ့ဒီအချိန်မှာဘာဖြစ်နေပြီလို့တမ္မာဒိဋ္ဌိဖြစ်နေတယ်အဲ့ဒီတမ္မာဒိဋ္ဌိဖြစ်နေခြင်းသိပင်နဲ့အဲ့ဒါနိဗ္ဗာန်ရောက်ကြောင်းလမ်းကိုဘာလုပ်နေတော့ရှောက်နေတာဟုတ်တယ်မဟုတ်လားအဲ့ဒါဦးဇင်းတို့မင်းကုန်းစတော်ဘုရားကြီးပြောတာပေါ့နောက်ဦးဇင်းတို့ညောင်လေးပင်တောဝဆိုကြီးရေးတဲ့ဓမ္မစကြာအရသာဆိုတဲ့စာအုပ်ကလေးရှိတယ်အဲ့ဒီမှာသစ္စာအရသာဆိုပြီးတော့တခန်းတခဏလေးဖွဲ့ပြီးတော့စတော်ကြီးရေးထားတယ်လေ့လာကြည့်ပါတော်တော်ကောင်းတယ်သိလားအဲ့ဒီမှာတော့စတော်ဘုရားကြီးကဒုက္ခသစ္စာကိုပဲသူကဥသာပေးပြီးတော့ဖိပြီးတော့ကြိုးစားကြဖို့တိုက်တွန်းထားတယ်သိလားဒုက္ခသစ္စာကိုသူကပွားများတဲ့နေရာမှာတော့12မျိုးသူကရည်တွက်ပြတယ်အဲ့ဒါဦးဇင်းတို့တည်တည်ချာချာလေ့လာကြည့်တော့မှသတိပဋ္ဌာန်သုတ်မှာဟောထားတဲ့ဒုက္ခသစ္စာရဲ့အ내အဓိပ္ပာယ်ပဲဒ
ဒုက္ခသစ္စာနဲ့ပတ်သက်ပြီးတော့ဘယ်နှမျိုးတော့12မျိုးအဲ့ဒီ12မျိုးကဘာလဲဆိုတော့ဇာတိဇရာမရဏဗျာတိမပါဘူးနော်နာခြင်းမပါဘူးပဋိသန္ဓေနေတဲ့ကိစ္စရဲ့အိုတဲ့ကိစ္စရဲ့သေတဲ့ကိစ္စရဲ့၃မျိုးရှိပြီနော်ဒုက္ခဒေါမနတဥပါယတတောကပရိဒေဝဒုက္ခဒေါမနတဥပါယတ၅ပါးထပ်ပြီးတော့ပေါင်းတော့ဟော10မျိုးဖြစ်သွားရောဒါတွေကိုဦးဇင်းတို့အသေးစိတ်မပြောတော့ဘူးနော်တောကဆိုတာကကိုဖြစ်ချင်တာတွေမဖြစ်မှစိုးရိမ်တာကိုမဖြစ်ချင်တာတွေဖြစ်လာမှလားလို့စိုးရိမ်တာတောကပရိဒေဝဆိုတာကတော့ငိုတဲ့အဆင့်ကိုရောက်သွားတာတော်တော်ပူတယ်ပေါ့ဒုက္ခဆိုတာကဒီခန္ဓာကိုယ်ကြီးရဲ့ဆင်းရဲမှုရုပ်ပိုင်းဆိုင်ရာဆင်းရဲမှုလို့ပြောကြပါစို့အကျဉ်းမြင်ဒေါမနတဆိုတာကစိတ်ရဲ့ဆင်းရဲမှုပိဋကရေသူခွဲပြီးတော့ပြောထားတာနော်ဒုက္ခကခန္ဓာကိုယ်ရဲ့ဆင်းရဲမှုနာတယ်ကျင်တယ်ထုံတယ်ကြိုက်တယ်ဒါတွေကဒုက္ခဝေဒနာတွေပေါ့သိတာပါလေနော်ဒေါမနတဝေဒနာဆိုတာကစိတ်ရဲ့ဆင်းရဲမှုပြီးတော့ပါတော့ဒုက္ခဒေါမနတဥပါယတဥပါယတဆိုတာကပြင်းစွာပူပန်မှုတချို့တက်သွားတာတွေဟာနှာနှစ်ပေါင်ဟဲ့ဘာဟဲ့ညာဟဲ့နဲ့ဖြစ်လောက်အောင်ဒီပူပန်သွားတာနော်ဇာတိဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဘယ်နှမျိုးရှိသွားလဲ10မျိုးအဲ့ဒါကိုမှသူကအပိယဟိတံပယောကအချစ်တဲ့အရာတွေနဲ့ပေါင်းရတာခုနကတော့ပြောခဲ့ပြီနော်အာယုန်လေးလူတွေပေါ့ပိယဟိဝိပယောကချစ်တဲ့မြင်လို့တဲ့အရာတွေနဲ့ကိုယ်ရတာဟုတ်လားပြီးတော့ပါတော့ယံပိဋ္ဌံနလပိတံပိဒုက္ခကိုလိုချင်တာမရတာနောက်ဆုံးကကျတော့တန်ခိတ်တေနပြင်စုပါဒနဲ့ခန္ဓာဒုက္ခအဲ့ဒါဘယ်နှမျိုးဖြစ်သွားလဲ12မျိုးဖြစ်သွားတယ်အဲ့ဒီ12မျိုးကိုသာဖိပြီးတော့ကြိုးစားပြီးတော့စဉ်းစားပါဆင်ခြင်ပါတဲ့ဒုက္ခကိုနာနာစဉ်းစားလေလေဒုက္ခကလွတ်ချင်တဲ့စိတ်ပေါက်တည်လေပါပဲတဲ့ဒုက္ခကိုနာနာစဉ်းစားလေလေဒီဒုက္ခကိုလိုချင်တယ်ဆိုတဲ့တဏှာလောဘဟာနည်းလေလေပါပဲတဲ့ဆင်းရဲမှမသိလို့ဒီဆင်းရဲကိုလိုချင်ကြတာကိုဆင်းရဲမှသိချင်းသိပြီလေလိုချင်တဲ့လောဘကိုဓာရိုက်ကိုသူကလျှော့နေတာဒါကြောင့်စတော်ကြီးကအညာကိုပဲသူကကင်ပြီးတော့ပြောနေတာဒီ12ချက်ကိုပဲအတင်းကြိုးစားပြီးတော့ဖိပြီးတော့စဉ်းစားငါဘဝငါခန္ဓာဟာဒီသဘောတွေဘယ်သူဘဝဘယ်သူခန္ဓာဖြစ်ရဲ့ဒီသဘောတွေဒီသဘော12မျိုးပဲရှိတယ်အဲ့တော့စတော်ကြီးကတော့အသေးစိတ်ပြောတာပေါ့ဗျာဇာတိဆိုတာကတတ်မဲ့နေရာကိုချော့ခေါ်လာတဲ့ရန်သူနဲ့တူတယ်တဲ့ကိုရန်သူ3ယောက်ကလှုပ်ကြံတယ်ဝိုင်းဝန်းပြီးတော့ပူပေါင်းပြီးတော့လှုပ်ကြံကြတယ်ရန်သူ3ယောက်အဲ့ဒါဇာတိဆိုတဲ့ရန်သူကကိုချော့ခေါ်လာတဲ့ရန်သူနဲ့တူတယ်သိပြီးတော့သူကအခေါ်ကောင်းတယ်ဟုတ်လားဇရာဆိုတဲ့ရန်သူကကိုမလှုပ်နိုင်အောင်ရိုက်နှက်တဲ့လူနဲ့တူတယ်တဲ့မရဏဆိုတဲ့ရန်သူကကိုလေပင်ကိုဖြတ်တဲ့လူနဲ့တူတယ်တဲ့အဲ့လိုပြောထားတာအခြေခံအရင်ခံကြဆုံးကတော့ဒီဇာတိဆိုတဲ့သဘောတရားဟာအရင်ခံကြတယ်ပြီးတဲ့ဇာတိဆိုတာမရှိလို့ရှိရင်ငရဲဒုက္ခဆိုတာမရှိဘူးကျိန်နဲ့အရိုက်ခံရပြီးတော့အမြဲတမ်းနှိပ်စက်ခံရတဲ့တိဋ္ဌံဒုက္ခဆိုတာမရှိဘူးဒကာဓမ္မတို့ဦးဇင်းတို့လူရဲ့ဒုက္ခဆိုတာလည်းမရှိဘူးဒါကြောင့်ဒုက္ခတွေဟာဘယ်ကစတော့လို့မင်းရင်ရိုးရိုးလေးဖြစ်ခြင်းကစအဘိနိဗ္ဗတိလို့လည်းသုံးထားတာတွေရှိတယ်ဦးဇင်းတို့တာယုတ်ပါဠိတော်မှာသုတ်တန်လေးတစ်ခုရှိတယ်တာမန္တကပရဝိုက်ကနေပြီးတော့ရှင်သာရိပုတ္တရာကိုမေးတာရှိတယ်အရှင်ဘုရားသာရိပုတ္တရာတဲ့ဒုက္ခဆိုတာဘာလဲတဲ့ဒုက္ခဆိုတာဘာလဲတဲ့ဒါလေးမေးထားတာရှိတယ်ဆင်းရဲဆိုတာဘာလဲချမ်းသာဆိုတာဘာလဲပေါ့အဲ့တော့မထေရမြတ်ကြီးကဘာပြောတော့ဆိုတော့ဖြစ်ခြင်းဆိုတဲ့သဘောတရားဒီဆင်းရဲပဲတဲ့မဖြစ်တဲ့သဘောတရားဒီချမ်းသာပဲတဲ့ဟုတ်လားဖြစ်လို့ရှိရင်ဆင်းရဲပဲတဲ့အဲ့ဒီတပံဖြစ်ခြင်းဆိုတဲ့ဒီဘဝအသစ်ဖြစ်ခြင်းဆိုတာကိုအကြောင်းပြုပြီးတော့ထမင်းစားတယ်ရေစားတယ်ဆိုတာဖြစ်လာတယ်ပူတယ်အေးတယ်ဆိုတာဖြစ်လာတယ်ကျင်ကြီးကျင်ငယ်စွန့်ကျင်တယ်ဆိုတာဖြစ်လာတယ်အဲ့ဒီမှာပြောထားတာတခုတော်တော်စိတ်ဝင်စားစရာကောင်းတယ်ဘာပြောတော့ဆိုအဲ့ဒီဖြစ်ခြင်းဆိုတာရှိလို့ဆွေမျိုးတွေမိတ်ဆွေတွေကကိုယ့်ကိုလာပြီးတော့ချုပ်ချယ်ခြင်းဆိုတာလည်းဖြစ်လာတယ်တဲ့ကဲအဲ့ဒါပြောထားတာဦးဇင်းကတော်တော်သဘောကျတယ်လူဘဝမှာအဲ့ဒါဘယ်သူမှမကင်းနိုင်ဘူးနော်ဒကာဓမ္မတို့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာစိတ်ဆင်းရတာအများကြီးမရှိဘူးလားဆွေမျိုးတွေအတိုင်းဝိုင်းတွေမိတ်ဆွေတွေကလာပြီးတော့ချုပ်ချယ်ခြင်းဆိုတာလည်းဖြစ်လာတယ်တဲ့အဲ့ဒီဖြစ်ခြင်းဆိုတာကြီးရှိလို့တဲ့တိတ်ပြီးတော့နည်းနည်းကြီးပြောနေတာမဟုတ်ဘူးနော်လက်တွေ့တွေကိုပြောနေတာဟုတ်လားအဲ့လက်တွေ့ဆိုတာကိုပဲမစင်သားမိတာကခက်နေတယ်ဟင်းတခါကြီးဒီမိုင်းများဟုတ်လားပူတာတွေအေးတာတွေစားတာတွေတော့ကျင်ကြီးကျင်ငယ်စွန့်ကျင်တာတွေဒီဒုက္ခတွေဟာဒီ
ဖြစ်ချင်းဆိုတာကိုအကြောင်းပြုပြီးတော့ဖြစ်တာတကယ်လို့သာမဖြစ်ဘူးဆိုရင်အဲ့ဒီဒုက္ခတွေတစ်ခုမှဖြစ်เสียအကြောင်းမရှိဘူးတဲ့အဲ့တော့လောကမှာဒုက္ခဆိုတာဘာလဲဒုက္ခဆိုတာဖြစ်ရင်ဒုက္ခဒုက္ခဆိုတာဘာလဲမဖြစ်ရင်ဒုက္ခပဲအဲ့ဒါကိုဒကာကြီးဦးရဲကောင်ညကအလွန်ပြောသေးတယ်လားမဖြစ်ဒုက္ခဖြစ်ဒုက္ခဆိုတာလေးကိုပြောပါနဲ့သူကပြောတယ်သိလားအဲ့ဒါသူတို့ရဲ့အဖိုးလို့ဆိုတယ်ဆရာတော်ကြီးတစ်ပါးပြုစုထားတဲ့စာအုပ်ရှိတယ်တော်တော်ကောင်းပါတယ်အဲ့ဒီစာအုပ်ကြီးတွေထားပါတော့လေအဲ့တော့ဦးဇင်းတို့ဒီနေရာမှာဇာတိဇရာမရဏဒီတရားနဲ့ပတ်သက်ပြီးတော့စကားကဘေးထွက်သွားတာနော်ဟုတ်ရဲ့လားပြီးတော့ဗါတဲ့တော့သောကပရိဒေဝဒုက္ခဒေါမနတဥပါယတာဖြစ်သောသူတွေနဲ့ကိုယ်ကွင်းရခြင်းဖြစ်သောသူတွေနဲ့ပေါင်းသင်ရခြင်းကိုလိုချင်တာမရခြင်းပြီးတော့အကျဉ်းချုပ်ပြောရရင်ဒီခန္ဓာ၅ပါးဒီပင်နဲ့ဒုက္ခအဲ့ဒါကိုဆိုတော့ကြီးကဘယ်လိုပြောတုံးဆိုတော့မညာနဲ့တဲ့အာမနာနဲ့တဲ့ဒီခန္ဓာကိုအဲ့ဒီနည်းနဲ့ဆင်ခြင်ရမယ်သုံးသပ်ရမယ်တဲ့အဲ့ဒါလို့ဆင်ခြင်တဲ့နေရာမှာသားသမီးလေးတွေလည်းချစ်လာပါတယ်ဆိုပြီးတော့ချမ်းမထားခင်နေတဲ့သူတို့ခန္ဓာကိုလည်းအဲ့လိုလှမ်းပြီးတော့ဆင်ခြင်ရမယ်သုံးသပ်ရမယ်တဲ့သူတို့လည်းဒုက္ခတွေလေးတွေပဲလို့ဘယ်ခန္ဓာကိုမှချမ်းမထားခင်နဲ့ညှာမနေနဲ့တဲ့အကုန်လုံးသောဘဝအကုန်လုံးသောခန္ဓာဟာဒီဒုက္ခတွေရှိနေတယ်လို့ဒုက္ခကိုပဲဒီ12ပါးကိုပဲကြက်ကြက်စဉ်းစားဆင်ခြင်ပွားများပါတဲ့ဒါကိုမြင်ရင်မြင်တဲ့လောက်လောဘနည်းပဲသမုဒယသစ္စာကိုပယ်ခြင်းကိစ္စအထိုက်အလျောက်မဖြစ်ဘူးလားဖြစ်တယ်နော်ဒုက္ခကိုမြင်ရင်မြင်တဲ့လောက်လောဘကတော့နည်းမှာပဲဒါဘလို့မှမငြင်းနိုင်ဘူးမကောင်းဘူးဆိုတာကြီးသိနေရင်တော့လိုချင်တဲ့စိတ်ကနည်းမှာပါပဲလိုချင်နေဆိုတာဘာကြောင့်လိုချင်နေတာတော့ကောင်းတယ်ထင်လို့ဟုတ်တယ်ထင်လို့လိုချင်တာပေါ့မကောင်းဘူးမဟုတ်ဘူးဆိုတာကိုသိရင်ဘယ်သူမျိုးမှမလိုချင်ပါဘူးဟုတ်ရဲ့လားဒုက္ခသစ္စာဒီဒုက္ခကိုပဲအဖမှန်ထက်ထက်စဉ်းစားပါတဲ့အဲ့လိုစဉ်းစားရင်နိဗ္ဗာန်ရကျင်တဲ့စိတ်လည်းပိုပြင်းထန်လာလိမ့်မယ်တဲ့နာနာရေငတ်လေးလေးရေတောက်ရတာပိုမိန်လေးလေးပဲတဲ့အဲ့ဒါစတော်ကြီးပေးထားတဲ့ဥပမာပဲတခါကြီးမိုက်များအဲ့တော့ဒုက္ခသစ္စာအကြောင်းကိုကောင်းကောင်းနားလည်လေးလေးနိရောဓသစ္စာကိုရခြင်းလေးလေးမျက်မှောက်ပြုခြင်းလေးလေးဒီနေ့မှာဦးဇင်းတို့ဘဝနဲ့နိဗ္ဗာန်ဆိုတာကိုရေးတယ်မန္တလေးကဆရာတော်ဥမာနိတဘိဝန္တဆိုတာရှိတယ်ဆရာတော်ဥမာနိတဆိုတာရှိတယ်ဆရာတော်ကြီးအလွန်ကြီးညိုတဲ့အကောင်းပါလေနိဗ္ဗာန်ချမ်းသာကိုချမ်းသာပါတယ်လို့နားလည်ဖို့အတွက်ဒုက္ခသစ္စာနဲ့နှိုင်းချိန်ကြည့်ရမယ်တဲ့ဒုက္ခသစ္စာဒီခန္ဓာကတစ်ချက်သားဆင်းရဲတယ်ဆိုရင်နိဗ္ဗာန်ဟာတစ်ချက်သားချမ်းသာတယ်လို့ပြောရမယ်တဲ့နော်ဒီခန္ဓာဟာတပိဋ္ဌာကိုဆင်းရဲတယ်ဆိုရင်တော့နိဗ္ဗာန်ဟာတပိဋ္ဌာကိုချမ်းသာတယ်လို့ပြောရမယ်တဲ့အဲ့ဒါစတော်ကြီးရေးထားတဲ့စတော်ကြီးအခုတက်ရှိထင်ရှားရှိသေးတယ်နော်ဘဝနဲ့နိဗ္ဗာန်ဆိုတဲ့စာအုပ်အလွန်ကိုကောင်းတယ်သိလားတခါကြီးမိုင်းများလေးလေးနက်နက်ကိုသဘောကျတဲ့ပုံကိုယ်တွေရှားပြီးတော့ဖတ်စေခြင်းတယ်ဘဝနဲ့နိဗ္ဗာန်တဲ့အဲ့ဒီစာအုပ်ထဲမှာဘဝအကြောင်းရေးထားတယ်နိဗ္ဗာန်အကြောင်းရေးထားတယ်ကံအကြောင်းရေးထားတယ်သိက္ခာအကြောင်းကိုရေးထားတယ်တော်တော်ကြီးကိုကောင်းပါတယ်အဲ့ဒီစာအုပ်ကဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒီဒုက္ခရဲ့အကြောင်းကိုသာနားလည်အောင်အသေးစိတ်စဉ်းစားပါနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းတဲ့စိတ်လည်းပေါက်လိမ့်မယ်ပြီးတော့ဒီဒုက္ခရဲ့အကြောင်းကိုစဉ်းစားပြီးတော့ဆင်ခြင်နေခြင်းဒီပင်လည်းမဂ္ဂသစ္စာကိုတိုးဖို့များဖို့ကြိုးစားနေတာပါတဲ့ဓမ္မဂသစ္စာကိုပါဒီတိုင်းနဲ့ပွားများပြီးသားဖြစ်တယ်လို့ပြောလို့ရမရောက်ဘူးလားရောက်တယ်ဒါဥစဉ်တို့သစ္စာအရသာမှာညောင်လေးပင်တော်ဆိုတော့ဘုရားကြီးအမိန့်ရှိထားတာဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သစ္စာနဲ့ပတ်သက်ပြီးတော့ဥစဉ်တို့သိတဲ့တိတိုက်တာလေးတွေကိုဒါဥစဉ်တို့တတ်နိုင်တဲ့လောက်စွမ်းနိုင်တဲ့လောက်ပိဿတို့ကိုပြောလိုက်ပါတယ်ဟုတ်ရဲ့လားအဲ့တော့အဲ့ဒီလောက်ကောင်းတဲ့သစ္စာတရားကိုဘယ်လိုစီးပြန်ကြမလဲဆိုလို့ရှိရင်နိလန်းတွေကိုလည်းဏိကုံးချုပ်မပြောလိုက်ဘူးလားပြောလိုက်တယ်မင်းကွန်းစတော်ဘုရားကြီးကတော့ဓမ္မစကြာပါဠိတော်မှာလာတဲ့ဤအတိုင်းသစ္စာ၄ပါးသလုံးကိုဆောင်းပုဒ်ကလေးတွေရေးပြီးတော့ဒါကိုဆိုးပြီးတော့စဉ်းစားပြီးတော့စီးပြန်ရမယ်နှလုံးသွင်းရမယ်ပေါ့ညောင်လေးပင်တော်စတော်ကြီးကတော့ဒုက္ခသစ္စာရဲ့အချက်12ချက်ကိုပဲဦးစားပေးဖြည့်ပြီးတော့စဉ်းစားရမယ်ဇာတိဇရာမရဏသောကပရိဒေဝဒုက္ခဒေါမနတဥပါယတအပိယေဟိတံပယောကပိယေဟိဝိပယောကယံပိဿာနလပတိတံပိဒုက္ခသခိတ်တေနပင်စုပါဒနဲ့ခန္ဓာဒုက္ခဘယ်နှချက်တုံး12ချက်ဒါကြောင့်ဦးဇင်းတို့ခွေတွေလည်းပါသွားပြီနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သစ္စာနဲ့ပတ်သက်ပြီးတော့သိအောင်ကြိုးစားပါဒါအနုဘောဓဉာဏ်အတွက်ဒါဦးဇင်းတို့ပြောနေတာပါဟုတ်ရဲ့လား
ဒီအနုဘောဓဉာဏ်ကိုရင့်ကျက်အောင်ကြိုးစားရင်းနဲ့တရားဓမ္မတို့ကြိုးစားအထောက်မှုပေါ်မူတည်ပြီးတော့ပฏิဝေဒဉာဏ်ဖြင့်ထိုးထွင်းပြီးတော့သိတဲ့အဆင့်ကိုရောက်မသွားနိုင်ဘူးလားရောက်သွားနိုင်တယ်အဲ့ဒီပฏิဝေဒဉာဏ်ဖြင့်ထိုးထွင်းပြီးတော့သိမယ်ဆိုရင်တော့ရုပ်ညံ့တဲ့ပုထုဇဉ်အဖြစ်ကနေမြင့်မြတ်တဲ့အရိယာအဖြစ်ကိုကူပြောင်းနိုင်လိမ့်မယ်ညင်နွမ်းတဲ့ပုထုဇဉ်ဖြစ်ကနေဖြူရှင်တဲ့အရိယာဖြစ်ကိုပြောင်းလဲနိုင်လိမ့်မယ်ဆင်းရဲတဲ့ပုထုဇဉ်ဖြစ်ကနေချမ်းသာတဲ့အရိယာဖြစ်ကိုပြောင်းလဲနိုင်လိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့သည်သစ္စာနဲ့ပတ်သက်ပြီးတော့ဓာတ်ထက်လည်းပဲသိအောင်လေ့လာနိုင်ကြပါစေဟုတ်လားစီဘူးနိုင်ကြပါစေလေ့ကျင့်ပွားများနိုင်ကြပါစေကြိုးစားအထောက်ချင်းကြောင့်နောက်ဆုံးနိရောဓသစ္စာကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတည်းဘဝတုတပ္ပမင်္ဂလရခန္တုတပ္ပဒေဝတာတပ္ပဗုဒ္ဓနုဘာဝေနတရာဒုက္ခိဝန္တုတိဘဝတု